အလုံးသောသူတော်ကောင်းပေါင်းတို့လည်းမိမိတို့ရဲ့မမေ့မလျော့မပေါ်ဆသောတတိမလျှော့သောဇွဲလုံးလလက်ကင်ထားပြီးတော့အသိမဥကြခင်ကလေးမှာဉာဏ်ဥအောင်ကြိုးစားကြပါလို့အလုံးလေးစားစွာနဲ့တိုက်တွန်းပါတယ်နော်ကဲဒီတရားပွဲကတော့ဦးဇင်းတို့မဖြစ်ချင်ဆုံးပဲပေါ့လေနော်အဲ့တော့မဖြစ်ချင်ပင်မဲ့လဲဖြစ်ကြရရို့ဓမ္မတာနော်ဖြစ်ချင်ပင်မဲ့လဲမဖြစ်ရတဲ့ဓမ္မတာလောကမှာဓမ္မတရားတွေဟာအတ္တခေါ်သလားအနတ္တခေါ်သလားအနတ္တပါဒီနေ့နောင်တော်ကြီးဖြစ်တဲ့ဆရာတော်ဥပုံညာနန္ဒအရှင်မြတ်ဟာသာသနာတော်ရဲ့အာဇာနည်ကြီးတစ်ပါးတနည်းအားဖြင့်သာသနာတော်အတွက်အမတန်ကျေးဇူးများသောပြည်တွင်ပြည်ပတပိဒါယကမှာများစွာတို့ရဲ့မိခိုအားထားရသာသနာတော်ရဲ့အထူးထွန်းတောက်နေတဲ့ကျေတပွင့်ဆိုရင်မှားမလားမှန်ပါဗျာအကျွေစောတယ်ပေါ့နော်အဲ့တော့ဘုရားရှင်တော်ဘုရားပြိဋိဘံဆန်တဲ့အခါရှင်မာကသဝကြီးတို့ပြောတဲ့စကားလို့လောကမျက်လုံးကွယ်ခဲ့ပြီပါတယ်လောကကိုအလင်းဆောင်ပေးနေတဲ့လောကအမှန်တရားတွေကိုဖော်ထုတ်ပေးနေတဲ့လောကမျက်လုံးဟုဆိုအပ်သောငါတို့ရဲ့ဆရာတော်ငါတို့ဤဆရာအလင်းဓာတ်တွေပေးနေတဲ့ပုဂ္ဂိုလ်ကွယ်တာစောလိုက်တာလို့ယူကျုံမရဖြစ်เสียပါပဲเนาะဦးဇင်းတို့လည်းတကယ်ရင်ထဲမှာခံစားရပါတယ်စောစောကမေတော်ကြီးပြောရင်းနဲ့တောင်ကိုတောင်မျက်ရည်ကြတော့မလို့เนาะအဲ့တော့ဦးဇင်းကလည်းနှလုံးသိကောင်းတာမဟုတ်ဘူးအဲ့တော့ပြောချင်တာကပထမဦးဆုံးအချိန်ဦးဇင်းတို့ဓမ္မဂရိကပူဇော်ပွဲအမှန်တိုင်းပြောရရင်ဦးဇင်းတို့ဥပုံညာနန္ဒကိုဒီဝါဆိုဥကမှကြားဘူးတာကိုလည်းကိုယ်အလုံးနဲ့ကိုဆိုတော့တောထဲမှာပဲရှောက်လည်နေတော့ဒီကမ္ဘာသာသနာပြုဆရာတော်ကြီးတွေတော်တော်များများကိုဦးဇင်းမသိတာများပါအဲ့တော့ဒါပေမဲ့သာသနာတော်ကိုညီညွတ်စေလိုတဲ့စိတ်သာသနာတော်ကြီးကိုညီကိုယ်တွေတညီတညွတ်ထဲဥထံပဲ့ထံနောင်တော်ကြီးတွေနောင်တော်ကြီးတွေထမ်းရွက်နေကြတာအများကြီးရှိတယ်ငါမသိတာလေအဲ့တော့အဲ့ဒီဆရာတော်တွေပူဇော်ခြင်းလိုက်တာပြီးတော့ညီကိုယ်တွေတွေ့ခြင်းလိုက်တာဖူးခြင်းလိုက်တာဆိုပြီးတော့ဝါဆိုဥမှာအကျိုးဆောင်အဖွဲ့ဒကာကြီးဦးတင်ယူတို့ဦးတန်းလိုင်တို့အစာရှိသဖြင့်အကျိုးဆောင်ဒကာဒကမတွေကိုလမ်းအကြောင်းကြားပြီးတော့ပင့်ပေးပါပူဇော်ခြင်းလို့ဆိုပြီးပင့်တော်မှာဆရာတော်ဘုရားကိုစတင်သိရှိခြင်းဖြစ်တယ်အဲ့ဒီလိုအချိန်မှာတောင်မှဆရာတော်ဥပုံညာဏန္ဒဟာကျမ်းမာရေးမကောင်းနေတဲ့ထဲကဦးဇင်းကိုလောကဝတ္တရားနောက်နောင်တော်ကြီးပြီးနောက်အမတန်မှစိတ်ဓာတ်ခွန်အားပြည့်ဝတဲ့အကြီးအကဲပြီးဒါတွေသိအရေးကြီးတယ်နော်စိတ်တော်သားကြီးကျယ်မြင့်မြတ်သူဦးဇင်းကအဲ့ဒီချိန်ကလေးကဥခိုက်နေတာပါနောင်တော်ကြီးကိုကျမ်းမာရေးမကောင်းတဲ့ထဲကနေဖုံးဆဲပြီးတော့ငါရှင်ငါလာခြင်းကွာမင်းနဲ့လည်းတွေ့ကျင်တယ်ငါကြိုးစားအောင်မယ်ထလာတယ်အထမှာမူးလဲသွားလို့ဆေးတောင်ပြန်သွင်းလိုက်ရရှားပါတယ်အဲ့ဒီတစ်ချိန်လဲညီတော်နောင်တော်မတွေ့လိုက်ရပါဘူးနောက်တစ်ခါသူ့အသက်50ပြည့်မွေးနေ့မှာအထူးပူဇော်ပွဲအနေနဲ့လုပ်မှာငါရှင်ကြွခဲ့အောင်လို့နောင်တော်ကြီးကခေါ်ပြန်တော့လဲညီတော်မှာအကြောင်းမှာတနေ့တရားနှစ်ပွဲနဲ့မအားမလပ်ဖြစ်နေတော့မွေးနေ့ပွဲကိုလာရောက်ပူဇော်နိုင်ခဲ့ခြင်းမရှိတော့တွေးအောင်ဖန်တီးကြပေမဲ့ညီတော်နောင်တော်တွေးခွင့်မရခဲ့ကြဘူးအဲ့တော့ဒီကြားထဲမှာဆရာတော်ကျမ်းမာရေးမကောင်းတာကဲမလာနိုင်တော့ကျမ်းမာရေးမကောင်းဘူးသွားမေးအောင်ပဲငါတို့နောင်တော်ကြီးဖူးရင်းနေဆိုလာတော့ဆရာတော်ကျမ်းမာရေးကောင်းငါကောင်းနေပြီကွာတဲ့အဲ့တော့ငါအကြောင်းပေါ်မင်းတရားဟောအောင်နဲ့ဆရာတော်ကဆိုတော့မမအကြောင်းညီညွတ်တော့ဟောတာပေါ့ဗျာကိုကလည်းလှုပ်ဆရာတွေကများတော့ခေါင်းရှောင်တာပေါ့လေ
သို့တော့နောင်တော်ကြီးကဘာပြောအခုညီညွတ်နေတာကွာအခုဟောမောင်းခောက်တော့တယ်ဆိုတော့ချက်ချင်းတက်ဟောခဲ့ရတယ်ကိုကမသိဘူးအခုပြန်လာတော့မတွေ့တော့ဘူးလေနော်အဲ့တော့အခုเจ้าညီညွတ်တာပဲအခုဟောတယ်ဆိုတာနဲ့ကဲမိမိเจ้าကံနေရာမှာအခုလိုငမြောင်းငချောင်းဥသုမင်္ဂလာလိုဓမ္မတိကမျိုးကိုညီငယ်တစ်ပါးအနေနဲ့ချက်ချင်းနေရာပေးတတ်ခြင်းတည်းဟူသောကြီးကျယ်မြင့်မြတ်သောစိတ်ဓာတ်ခွန်အားကြီးကိုလည်းဦးဇင်းတို့ပူဇော်ရပါတယ်နော်အဲ့တော့နောင်တော်ကြီးကိုအစဉ်လေးစားသောအဖြစ်ဒါမှမဟုတ်သတင်းကြားတယ်ဆိုရင်ပဲဦးဇင်းချက်ချင်းအကြောင်းကြားပါတယ်ဖုံးဆက်ပါတယ်ဘာလို့အပ်တယ်လဲဘာလို့ပြရမလဲပြောတို့ပူဇော်နိုင်တာလဲတရားပဲရှိတာလေတကယ်ဆိုရင်ဦးဇင်းတို့ဒီနေ့မြစ်ကြီးနားဘက်ကိုဗမော်ဘက်ကိုစတင်ခရီးထွက်ပါပြီအဲ့တော့ထွက်မဲ့နေ့မှာဒီကလမ်းပြီးတော့30ရက်နေ့အရှင်ဖျားဖြစ်နိုင်မလားအေးဖြစ်ရမှာပေါ့ဖြစ်အောင်လုပ်မယ်ဆိုပြီးတော့အခုဒီနေ့မနေ့ပဲဖလိုက်နဲ့ရောက်တယ်မနေ့ပြန်မနေ့ဖလိုက်နဲ့တရောတော့ပါပြန်ပြေးအောင်မယ်ပေါ့လေနော်အဲ့တော့ပြောချင်တာကအခုအကြောင်းညီညွတ်နေတာအခုလောက်กว่าတယ်ဦးဇင်းဒီစကားလေးနဲ့ပဲပြန်ပြောရမှာပဲနော်နောင်တော်ကြီးရဲ့အန္တိမဇာပနကိုတော့တို့မမီဘူးပေါ့အဲ့တော့ဒါကိုလည်းအန္တိမပူဇာအနေနဲ့ဦးဇင်းတို့ဒါလာရောက်ပြီးပူဇော်ခြင်းဖြစ်ပါတယ်အဲ့တော့နောင်တော်ကြီးအနေနဲ့ပြောသွားတယ်ခုเจ้าညီညွတ်နေတာဗါတဲ့ဆိုတော့မေတော်ကြီးနဲ့ပြောတယ်မေတော်ကြီးပူသလားပူတုံးဖရာကဲဒါဖြင့်ဦးဇင်းကဓမ္မဂတိကတပားအနေနဲ့ကိုယ်ခံစားချက်လေးပြောပြမယ်လို့ဦးဇင်းမှလည်းမေတော်ခမဲတော်တွေရှိခဲ့တယ်ဓမ္မဂတိကဆရာကမ္မထာနာစရိယကိုယ်တိုင်လုံနေတော့ကိုမိကိုအဖကိုတရားဓမ္မကိန်းသူအဖြစ်မြင်ခြင်းမလားတောကဝေနေသူအဖြစ်မြင်ခြင်းမလားမရဏနုဿတိကိုပွားများပြီးတော့ဓမ္မရည်ပြည့်ဝစွာနဲ့မိမ့်မိန်ကြီးတန်ဝေကပြုံးကြည့်ပြီးတော့ကိုသားဓမ္မဂိကဟောတဲ့တရားတွေကိုဦးဇင်းကမေးလိုက်ချင်တာလေးဥပုံညာဏန္ဒကပူเจ้าတွေဟောသွားတာလားအေးเจ้าတွေဟောသွားတာမေတော်ကြီးသက်သေပြလိုက်စမ်းပါလို့တို့ဆရာတော်ဟောသွားတဲ့တရားတွေကအေးเจ้าတွေกว่าလို့တို့တပည့်တရားယကဒါယကမတွေကလည်းသက်သေပြဖို့ဆရာတန်ဖိုးကိုဖော်ရမယ့်အချိန်အငိုမျက်လုံးအပြုံးမျက်နာတွေလုံနေရမယ့်အချိန်မဟုတ်ဘူးတို့လည်းဝမ်းနေပါတယ်နော်ဝမ်းနေတာမှယူကျုံမရဖြစ်နေသို့တော့ငိုနေလို့ဆရာတော်အကြိုက်နဲ့ကြိုက်ပါမလားဆရာတော်တရားတွေကိုငါတို့တန်ဖိုးထားရကြပါမလားအဲ့ဒါနော်တန်ဝေကပြင်းစွာယူပြီးတော့အကြောင်းညီတုံးယုံလိုက်ကြဒီမှာနောက်ဆုံးဟောသွားတဲ့တရားလေးလိုနေတာလေးပါတဲ့ဖြည့်ကြပါဘယ်ချိန်ဖြည့်မှာတော့ခင်ဗျားတို့ကအခုတို့မှရင်ထဲမှာလောင်မြိုက်နေတဲ့မီးတွေဒီလိုလောင်ခဲ့တဲ့ဘဝဘလောက်များခဲ့ပြီတယောက်အတွက်ငိုခဲ့ရတဲ့မျက်ရည်ကသမုဒ္ဒရာ၄စင်းမကပါဘူးဒီနေ့ငါတို့ဆရာတော်ဥပုံညာဏန္ဒနဲ့ဆရာတပည့်အဖြစ်ပြန်ဆောင်ကြရတာကိုကတန်တရားမှာရည်စက်တွေဆုံလို့နော်ပရိစ္ဆသမုပ္ပါဒ်တွေပါလာလို့ပဋ္ဌာန်းတွေပါလာလို့ဒီတော့သူ့အတွက်အကျဉ်းချင်းငိုခဲ့ဘူးပြီဆိုတာမသေးကြဘူးလားထပ်ငိုကြအောင်မလားမငိုတာဟာရက်စက်တာမုံမိတ်လိုက်တာလားတန်ဖိုးမသိတာလားတန်ဖိုးသိလုံးလို့ကိုတို့ဆရာသမားတို့ကြောင့်သိက္ခာကြမခံနိုင်ဘူးတို့ဆရာသမားရဲ့တရားတော်တွေကိုတို့ကြောင့်အပြည့်စီးမခံနိုင်ဘူးတို့ကိုတရားရည်အမြိုက်စေးအမြဲတိုက်ကျွေးနေတဲ့ဆရာတော်ဆေးဟာဒီချိန်ပြီးဖော်တော့ရှင်းတယ်နော်အဲ့တော့ဦးဇင်းကဒါလေးသတိပေးခြင်းတာဆရာတော်ဘုရားနဲ့ပတ်သက်ပြီးတော့ဦးဇင်းကမရိယမှန်ရာကိုသစ္စာဆိုရရင်နော်ဆရာတော်ဥပုံညာဏန္ဒကိုလာပူဇော်တော့မယ်ဆရာတော်အကြောင်းဘာမှငါမသိသေးဘူးအဲ့တော့ဆရာတော်အကြောင်းလေးပြောကြပါဦးကပ္ပိယတွေလမ်းပြီးတယ်လီဖုန်းနဲ့မေးစုဆောင်းထားပေါ့နော်ဒါလေးတွေဦးဇင်းတို့ဒီမှာဆရာတော်ဂုံပုဒ်တွေကများလုံးတော့အလွတ်မကျက်နိုင်လို့စာနဲ့ရေးမှတ်လာ
အဲ့တော့ဆရာတော်သည်ကိုရေးအချင်းအဖြစ်တမတော်လေးမှာ12နှစ်တာဝန်ယူခဲ့လောကီတာဝန်နေမထမ်းခဲ့ဘူးလားထမ်းခဲ့ပြီးတော့အဲ့ဒီမှာလဲတမတော်လေးမှာသေရဲကောင်းမှတ်တမ်းထူးချွန်သူဟာနော်မင်းဖြစ်မဲ့ပုဂ္ဂိုလ်ရောင်ကလေးနဲ့ဆိုသလိုပဲနော်ဓာတ်ခံကောင်းသူတွေမိမိတို့ဆရာသမားရဲ့ဂုဏ်ရည်တွေလေကြည်သမ်းမှန်းကြည့်မယ်ဆိုရင်သူအလုံးလုံးတဲ့နေရာတိုင်းမှာအထူးကျွန်းဆုံးဖြစ်အောင်ထမ်းဆောင်ခဲ့ကဲဒါရင်လားမဟုတ်သေးဘူးရဟန်းဖြစ်ပြီးတော့အခုဟောနေတာများဦးဇင်းတို့တောင်အားကြပြည်တွင်ပြည်ပရတရားစခန်းကြီးကျောင်းမှာကျင်းပပြီးတော့စင်ကာပူတရားစခန်းဒီကနေ့မှဗုဒ္ဓဂယာတရားစခန်းဟုတ်လားနိုင်ငံရခြားသည့်သာသနာပြုနေတဲ့ဒုဆရာတော်တလောက်တရားရည်အမြိုက်ဆေးတွေကဘာလက်ပေးနေတဲ့ဆရာတော်ရဲ့အရင်ကတပည့်တွေပူဆွေးနေလို့တော်ပါမလားဆရာသိက္ခာမကြစေနဲ့တပည့်မကောင်းဆရာကောင်းမဖြစ်ကြစေနဲ့ရှင်းရလားကောင်းပြီအဲ့တော့ဆရာတော်အမြဲပြောတယ်အကြောင်းကောင်းမှအကျိုးပေးကောင်းမယ်တဲ့အဲ့တော့သာသယုံမှန်းသိကြစမ်းမှာပြောခဲ့တာနော်ဆရာတော်စကားမရှိဘူးလားရှိပါပါအခုဆရာတော်ဟာလဲသာသယုံတဲ့ကသာသတမားလက်အောက်ကိုပဲရောက်သွားကြရတာမဟုတ်လားအဲ့တော့ရောက်ကြတယ်ဆိုတာသာသသမားဆိုတာဇရာမရဏဇရာမရဏဘယ်ရလားဇာတိရသူတိုင်းဟာတတ်ကွင်းနဲ့ရောက်နေတာနော်သူကအရင်လားကိုကအရင်လားပဲပေါ့အခုတော့တို့ဆရာတော်အရင်ကြွသွားကြပြီသို့တော့ဆရာတော်သည်အကောင်းဆုံးအမွန်ဆုံးဖြစ်အောင်သူ့ဘဝရတဲ့အချိန်ကလေးကိုအကောင်းဆုံးအသုံးချသွားသူဖြစ်တဲ့အတွက်တို့ကတွေးကြည့်မယ်ဆိုဩသူနတ်ပြည်တရားဟောအလှည့်ကျသွားပြီအခုနတ်တွေတရားနာနေရောပေါ့ဗျရှင်းရလားကချီးမွမ်းပြီးတော့အပေါ်စကားပြောတာမဟုတ်ဘူးနှလုံးသွင်းကြည့်လိုက်သူလှုပ်သွားတဲ့ဂုံပုတ်တွေနဲ့ဟုတ်လားစောင့်ထိန်သွားတဲ့သီလတွေနဲ့ရွက်ဆောင်သွားတဲ့သာသနာတာဝန်တွေကြည့်ရင်တို့ပူဆွေးစရာမရှိပါဘူးအလဲပေးရမှာပေါ့တို့အလဲပြီးတော့သူတာဝကတွေကြံသေးတဲ့နေရာသွားရှာပြီအဲ့တော့တို့ကသူဟောကြားထားတဲ့ဆုံးမထားတဲ့ဒေသနာတွေရှိမရှိရှိပါရဲ့သူပြောပြီလေသာသယုံကြည်ပါกว่าဒါဆရာတော်ပြောသွားတဲ့စကားနော်ဘုသူမင်္ဂလာစကားမမလိုက်နဲ့နော်ဆရာတော်ဥပုံညာဏနာကဆုံးမလေးရှိတယ်ဘယ်တည်းရောက်နေတဲ့သာသယုံကြည်မှန်သိကြစမ်းပါနောက်အချိန်မီလေးကျေးဇူးဆက်ကြပါတယ်အချိန်မီလေးကျေးဇူးဆက်ကြစနေကြပြီလားအရေးကြီးတယ်နော်ဘုရားမေတော်ကြီးတို့ရှင်ဖျားမြင်ခြင်းတို့တပည့်တော်ပြုံးလိုက်ပါမယ်မေပြုံးကြီးလည်းဖြစ်နေဦးမယ်မေတော်ကြီးတို့တကယ်အေးအောင်ကျင့်ပြီးတော့ပြုံးလိုက်စမ်းပါအချိန်မီလေးပါတဲ့ကျေးဇူးဆက်ကြတို့သာသနာကျေးဇူးတွေရှိမရှိရှိပါရဲ့ဘုရားကျေးဇူးရှိပါရဲ့တရားကျေးဇူးရှိပါရဲ့သံဃာကျေးဇူးရှိပါရဲ့အမိဘကျေးဇူးရှိပါရဲ့ဆရာသမားကျေးဇူးရှိပါရဲ့ဒီကျေးဇူးတွေဒီချိန်စရမယ့်ချိန်ကျင်တဲ့တော့จิตဆရာတော်တပည့်တွေကတရားပြည့်ဝလိုက်ကြတာတန်ဝေကညာလေးတွေနဲ့တီတီငိမ့်ငိမ့်တရားတွေပိုကြိုးစားလာကြတယ်ဆရာကလက်တွေ့တရားပြသွားပြီအသေးမဟုတ်ခင်ဒါပြောတာဘယ်ချိန်မှဘယ်နေရာမှာဘယ်လိုသိရမှာမသိဘူးသင်္ချမ်းရှိရာသွားနေကြတာပါတယ်ရှင်းလားခုငါတို့ဘယ်သွားနေတယ်ထင်လဲနေတိုင်းအချိန်တိုင်းစက္ကန့်တိုင်းကိုသေမဲ့နေရာအရောက်သွားနေကြရတာဗျို့သေဖို့ရဓမင်းစားသွားနေတယ်ရေချိုးရင်းနဲ့လေသွားနေတယ်အဝတ်စားလဲရင်းနဲ့လေအဲ့ဒါတို့ဘာလုပ်နေကြတာတော့မေးရင်သေရကိုသင်္ချိုင်းရှိတဲ့နေရာသွားနေတာသဘောပါလားဒါကြောင့်အချိန်မီကျေးဇူးဆက်ကြနော်ဘုရားတရားသံဃာကျေးဇူးကို
အချိန်မီကိုယ်ပိုင်ညာနဲ့ကိုယ်တိုင်ဆက်နိုင်အောင်ကြိုးစားကြမလိမ္မာမိုက်ခဲ့သမျှတဲ့နေ့စဉ်လှအောင်ပြင်ပြီးတော့နေကြဆရာတော်ကပြောတာဟမ်ဘယ်လိုကျွတ်တို့လိမ္မာခဲ့ကြတာမိုက်ခဲ့ကြကဲတန်တရားတစ်ခွင်မှာမိုက်မဲခဲ့ကြလို့နော်ဒီလိုသာသက်ကွင်းနဲ့ရောက်နေတာပေါ့ဟင်မိုက်ဖြစ်တဲ့နေတာဘာတဲ့နေတာဘယ်တော့မှအိုဘေးရှိမရှိမေ့ခြင်းလို့ကမေ့ပျော်ခြင်းလို့ကပျော်နေကြတာတကယ်စဉ်းစားကြည့်ပျော်ခြင်းမရဘူးနော်မိုက်ဖြစ်တဲ့နေတာဗျမိုက်ဖြစ်တဲ့ခန္ဓာရတာတော့အိုဘေးကြီးလဲနာဘေးသေဘေးကဲဘေးတွေကြားထဲရောက်နေတာဒီကောင်းခဲ့လို့လားမိုက်ခဲ့လို့လားအေးမိုက်ဖြစ်တဲ့နေတာအဲ့တော့ခြေတိုင်းလဲကျိုးလဲပတ်လဲပြတ်အောင်ကြိုးစားရမယ်အဲ့တော့ရှားချိန်မှမရှာခဲ့ရင်တဲ့ခုဒီချိန်မှလွတ်လန်းရှာဒီချိန်လွတ်လန်းရှာမေးအရေးကိုမရှာခဲ့ကြရင်မိနိုင်ပါဦးကိုကအချိန်ချက်မရှိဘူးတော့ခေါ်ခြင်းတဲ့အချိန်ကဲတို့ဆရာတော်ဒါသက်သိပဲဟမ်သူသွားတာတရားဟောမလို့သွားတာဒါပေမဲ့သင်္ချမ်းရအဲ့ဒီမှာရှင်းသလားခုလည်းတို့ပဲသွားနေတာတော့နေ့တိုင်းသင်္ချမ်းရှိရသွားနေတာဟမ်နေ့တိုင်းဥဒ္ဓတို့မှာလည်းရင်ရထားကားတွေနဲ့တရေမှခရီးမထွက်ရတဲ့နေမရှိဘူးသွားနေတယ်ဘယ်နာတို့ဂျိမ်းမလဲဒါလည်းကြည့်ရနော်ဆရာတော်ကရင်ကြားလိုက်တာနဲ့ဩအေးငါလည်းပြင်ထားမှာဟမ်နောင်တော်ကြီးကတရားပြသွားပြီခြေတယ်နော်အဲ့တော့တို့ဆရာကစာတွေ့တွေရောလက်တွေ့တွေရောသူ့ဘက်ကတော့တာဝန်ခြေတယ်နော်ဘသူအလဲတို့ကိုယ်လက်တာဝန်ခြေဖို့လိုတယ်ခြေနကလားအဲ့ခြေသားဒီမှာလာတာခရီးထွက်ဖို့အသင့်ဖြစ်ပြီလားဆရာတော်ပြောသွားတာဘာလဲဆရာတို့ခရီးသွားနေကြတာသင်္ချိုင်းကုန်းကိုဘယ်ကိုအသင့်ဖြစ်ပြီလားအသင့်ဖြစ်ပြီလားလှုပ်ထားမိအောင်လှုပ်ထားဟုတ်လားအဲ့တော့ဆရာတော်ရဲ့ဒီတရားလေးတွေကိုဦးဇင်းတို့နှလုံးသွင်းကြည့်တော့ဆရာတော်ရဲ့အဆုံးအမတွေကပြောလို့တော့မကိုအောင်ဒီမှာစာရွက်ကြီးနဲ့အရေးပေါ်ရေးလာတာတော့2 မျက်နှာရှိတယ်အဲ့တော့ခရီးထွက်ဖို့ပါတဲ့အသင့်ဖြစ်ပြီလားဆရာတော်ပြောသွားတာအဲ့တော့အခုဆရာတော်ကြီးရဲ့နောက်ဆုံးစကားလိုးနေတာလေးတွေခင်ဗျားတို့ဘာတွေလိုးနေလာတော့မယ်ဒါမိညာပြုပြီးဟောရမှာပဲဘာလိုးနေကဲဒါလေးကိုဦးဇင်းကဘုရားရှင်ကိုရောမြတ်ကြီးရဲ့တရားတော်တနည်းအားဖြင့်ကျေးဇူးရှင်မိုးကုတ်ဆရာတော်ဘုရားကြီးဟောခဲ့တဲ့တရားတစ်ပုဒ်နဲ့ခုကျေးဇူးဆက်ပေးမယ်အဲ့တော့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးရှိစဉ်ကာလမှာပဲယဟန်တွေကိုဘုရားရှင်တို့ရဲ့အကြောင်းတွေပြောရင်းဟောရင်းနဲ့ဒီနေ့မှာသိခိဘုရားရှင်ကိုရောမြတ်ကြီးအကြောင်းဟောတယ်ဘယ်သူအကြောင်းသိခိဘုရားရှင်ကိုရောမြတ်ကြီးမှာသူ့ရဲ့အက္ခသာဝကကြီးတစ်ပါးဖြစ်တဲ့အဘိဘူဘယ်သူလဲအဘိဘူဆိုတဲ့ယဟန္တာအရှင်မြတ်ကြီးတနည်းအားဖြင့်လက်ဝဲရတကိုးအရာဤတဲ့ရအဲ့တော့အဘိဘူယဟန္တာအရှင်မြတ်ကြီးရဲ့သိခိဘုရားရှင်ကိုရောမြတ်ကြီးရဲ့တဲ့တနေ့ကြတော့ဗြဟ္မပြည်ကြွကြဘယ်ကြွအဲ့တော့ဟောလဲတကိုးအရာဤတဲ့ရပုဂ္ဂိုလ်ကြီးဆိုဟေးအဘိဘူလာငါနဲ့လိုက်ခဲ့ကွာဆိုတော့သိခိဘုရားရှင်ကိုရောမြတ်ကြီးကခေါ်တော့အဘိဘူနောက်ကနေလက်ကလေးချီပါသွားတယ်ဘယ်ရောက်သွားဗြဟ္မပြည်ရောက်တော့ဗြဟ္မာတွေကအကုန်လုံးဝိုင်းလာကြတယ်တရားနာကြမလို့နော်ဘုရားရှင်ကိုရောမြတ်ကြီးနဲ့ဘုရားတပည့်သားလာရင်ဒါဘာလို့မလို့တရားဟောမလို့တရားပေးမလို့ဒါပဲရှိတာပဲတို့အလုပ်ကရှင်းတယ်နော်အဲ့တော့ဗြဟ္မာပြည်ရောက်တော့ဗြဟ္မာတွေစัจ java လာဂရေသသိန်းကရှိတဲ့ဗြဟ္မာတွေအကုန်လုံးစုလာတဲ့အချိန်မှာ
ဘုရားရှင်ကိုရောမြတ်ကြီးကသိကိဘုရားရှင်ကိုရောမြတ်ကြီးကဟေးအဘိဘူးတရားဟောကွာဗါတဲ့ဘယ်သူဟောခိုင်းသူ့ရဲ့တပည့်ကိုဟောခိုင်းတာဟင်ဦးဇင်းနောင်တော်ကြီးသွားတရိယကျောင်းရောက်လာတော့ကိုကကြော့ကရှိသေးတယ်ဟဲ့ကောင်မင်းတရားဟောတယ်ဟမ်သဘောပါသလားကြည့်လာပြီအဘိဘူးမင်းတရားဟောစမ်းกว่าတယ်ဆိုတာဟာဘုန်းတော်အရှင်ဘုရားဆိုတော့ငါပြောနေတယ်ဟောဆိုတော့ဘုရားခိုင်းရင်မလို့ဆရာသမားခိုင်းရင်လို့ရမှာဆိုတော့ဟောစမ်းกว่าလို့ပြောလိုက်တော့ညင်းလို့မရတော့ခါတီပဲပလင်မော်တက်သွားပြီးတော့ပလင်မော်ထိုင်လိုက်ပြီဆိုရင်ပဲသူကစပြီးတော့အာရမဏနိခမထရုံဇထဗုဒ္ဓသာသနေလူနာထမေစုနောသေနံနလာကာရံဝကုံစရောသူကဒီဂါထာလေးတစ်ပိုက်ပဲဟောဟမ်အာရမဏနိခမထရုံဇထဗုဒ္ဓသာသနေဘုရားသာသနာနဲ့မင်းတို့ကြုံတွေ့ကြိုက်မှာပြင်းကြီးဖင့်နွယ်မနေကြနဲ့လာပြီဒီစကားတော့ဒုနဲ့အတော်ကြိုက်ဟမ်ဆရာဟောနေတုန်းကလည်းဆရာရှိထားပြီးငိုက်ရဲ့ဆရာမရှိပြန်တော့လဲပူဆွေးလို့လိုငိုကြွေးလို့လိုနဲ့မလုပ်ဖြစ်ဘူးဟမ်ဒီချိန်ဟာငါတို့အတိုးချပြီးတော့မလုပ်အောင်လုံးဝမဲ့ချိန်ဆရာစကားကိုမြေဝယ်မကြနားထောင်ပြီးပူဇော်နေကြရမယ့်ချိန်ဒါပေမဲ့လည်းတို့အပြင်းယောဂထသူတွေကတော့အကြောင်းမျိုးချပြပြီးပြင်းကောင်းလုံးရှိသေးတယ်အဲ့ဒါအဘိဘူကဗြဟ္မပြည်ကဩတယ်အာရမဏနိခမထရုံဇထဗုဒ္ဓသာသနေဘုရားသာသနာနဲ့ကြုံကြိုက်ပြင်းမနေကြနဲ့တဲ့ရှင်းရလားလူနာထမေစုနောသေနံနလာဂါရံဝဂုံစရောဆင်ပြောင်ကြီးဟာနလာဂါရဝကျူအိမ်ကလေးကိုဆင်ပြောင်ကြီးရပါတယ်ကျူရိုးနဲ့စောက်ထားတဲ့အိမ်ကလေးကိုဆင်ပြောင်ကြီးကညက်ကြည်အောင်နင်းပစ်သလိုလူနာထမေစုနောသေနံလူနာထဆိုတာပယ်ကြတတ်ကြဖြတ်ကြမေစုနောသေနံမေစုနောဆိုတာသေမင်းမေစုနောဆိုတာသေမင်းသေနံဆိုတာကသေမင်းတမန်ပါတယ်လေအဲ့တော့မင်းတို့ပြေးမနေနဲ့တဲ့ဆင်ပြောင်ကြီးကကျူအိမ်ကလေးကိုညက်ကြည်အောင်နင်းပစ်သလိုသေမင်းတမန်ကိုတတ်ကြဘာဝတ္တကြကဲဒီတော့ဒီနေရာလေးတို့ကသေမင်းတမန်ပြောနိုင်အောင်ကြည့်ကြအောင်လို့ကိုယ်တော်ကောင်းတို့ရထားတဲ့ခန္ဓာကြီးသည်ဘယ်သွားနေလဲသေရွာသွားနေအားလုံးကိုသင်္ချိုင်းရှိရာကိုခရီးဆက်နေကြတာမလားနောက်ဆရာတော်ပြောသွားတဲ့ခရီးထွက်ဖို့အသင်ဖြစ်ပြီလားတဲ့ဟမ်ထွက်နေရတာပဲမလားအသင်ဖြစ်မဖြစ်ထွက်နေရတာပဲအဲ့တော့ဒါလေးကြည့်ထားဇရာမရဏအဲ့တော့ဒီဇရာမရဏသာသကွင်းနဲ့ရောက်လာတာဒီဘယ်သူကြောင့်ဇာတိပစ္စယဇာတိကအကြောင်းကောင်းပြီအဲ့တော့ဦးဇင်းတို့ကအကြောင်းလိုက်ရှာနော်ဒီသင်္ချိုင်းကိုငါတို့ဘာလို့မနာမရသွားနေရပါလိမ့်လို့မေးတော့ဇာတိရခဲ့လို့ဇာတိရထားတဲ့ပုဂ္ဂိုလ်ဟာဤခန္ဓာကိုယ်ကြီးကိုဧတံမမဧသောအာမသမိဧတောမေအတ္တတာကြီးဟာငါကိုယ်ကြီးပဲငါဟာကြီးပဲငါဥစ္စာကြီးပဲလို့ငါဖြစ်ချင်တယ်လို့ဖန်တီးလို့မအိုပါနဲ့လို့ပြောမနာပါနဲ့လို့တာမသေးသေးနဲ့အောင်လို့ရမလားဟိအမလီအခုပြောမယ်ဆိုမေတော်ကြီးတို့ပြောမှာပေါ့အမလီငါသားကြီးသေမဲ့အစားဟောဒီကာမအသုံးမကျတဲ့ကောင်မကြီးပဲသေလိုက်ပါတော့မပြောဘူးလားပြောမှဒါမြင်ပြီးသားတို့အမိနဲ့တရွယ်တဲ့ဟိုဟမ်သဘောပါလားမေတော်ကြီးကြည့်ပြီးတော့လေဦးစင်းလည်းမေတော်ကြီးသွားသတိဩငါအမေအရင်ငါသေးခဲ့လေဒီလိုနေမှာပဲဟုတ်ပြီနော်အဲ့တော့ तू မသေးပါနဲ့ဦးကျွန်ုပ်အစားသေးပေးပါမယ်ရတို့ကျောင်းလူတွေပေါ့တာနေပါဗျာရေရခြေလိုက်ဖြစ်မှာပါဟမ်ဒီမှာညီတော်မောင်တွေရှိရတဲ့နဲ့ဘာလို့ပေါ့နေတာဟ
ရပါမလားနိုင်ရတဲ့ဆင်လှုပ်ထားလေပဋ္ဌာန်းရွတ်မသွားဘူးထင်တယ်ဟမ်အချိန်တန်ရင်အကြောင်းရှိထားရင်အကျိုးရှိမှာဘသူကမှဧတံမမဧသောဟာမသမိနမေသောအတ္တဟမ်ကြာကြီးကိုငါကိုပါငါဟာပါငါဥစ္စာပါငါဖြစ်ခြင်းလို့ဖြစ်စမ်းပါလို့ရသလားအဲ့တော့ဇာတိရေလို့မှရလာရင်သရမရဏလက်ကပြေးမလို့ဘူးခင်ဗျရှင်းတယ်နော်သူ့လက်တွင်းနဲ့သက်ဆင်းရမယ်ဆိုတာမသေးကြဘူးလားအဲ့တော့ကျေးဇူးရှင်မိုးကုတ်ဆရာတော်ဘုရားကြီးပြောခဲ့တဲ့စကားလို့နွားရိုးစင်းနဲ့နွားစာစင်းနဲ့ဆက်ကတဲ့ကိုနွားစာကြီးထိုးထည့်တယ်ဟင်ဒီနွားစာစင်းနဲ့ဓာသွားကဒီနွားစာတွေကိုဘာလို့ဖြစ်လဲဖြတ်ပစ်သူ့ထဲဝင်လာသမျှဘာဖြစ်လို့ဖြတ်ပစ်လိုက်တယ်ကဲတစ်တုံးတွေဖြတ်နေတဲ့လွှတ်ဆက်ကြီးတဲ့တစ်တုံးထိုးထဲတော့ဘာဖြစ်ဒီလွှတ်ဆက်ကြီးကအကုန်ဖြတ်ပစ်တယ်မလားခုလည်းခင်ဗျားတို့ဇာတိတစ်တုံးကြီးထိုးပြီးတော့လွှတ်ဆက်ကြီးတိုက်ရမခံရဘူးလားနေ့တိုင်းဇရာကတဖြည်းဖြည်းစားလာတာဟမ်ဒီနောက်ဆုံးမရဏစီဖို့မှမသေးကြဘူးလားအဲမရဏစီကိုဘယ်သက်ရွယ်ရောက်ရင်ဖို့မှာတော့ဟမ်ခဲလို့တစ်တုံးကရှည်လားဒူလားမှမသိပဲဟမ်လွှတ်သွားဆုံးတဲ့အချိန်သိမှာပဲရှင်းသလားအဲ့တော့ကြည့်ကြစို့ဒီဇာတိရလို့ဇရာမရဏနဲ့ရင်ဆိုင်ရတယ်ဆိုတာတော့တို့သိပြီဒါဖြင့်ဇာတိကောအလိုလိုဖြစ်တာလားဘုရားသခင်ဖန်ဆင်းလိုက်တာလားမိုးပေါ်ကြလာတာလားမေတော်ကြီးမွေးလိုက်လို့ထင်တယ်ဟမ်ဒီမေဒီဘေကမွေးလိုက်လို့နေမှာပေါ့ဟုတ်ကဲ့လားဒါဖြင့်ဇာတိဘယ်ကလားဩသူကံနဲ့သူလာတာကျုပ်တို့ခေါ်လို့ရသလားကဲတော့မေတော်ကြီးရလည်းကဲပုံညာနန္ဒလာခဲ့ငါစီခေါ်ထားတာလားမခေါ်ဘူးအကြောင်းရှိလို့အကျိုးရှိတာဒီမှာကံစီမံရာကံအကြောင်းရှိရလာတာဟမ်ငုံမဲ့လူရှိရလာတာဟမ်ကျင်သလားအကြောင်းမရှိရင်အကျိုးမရှိဘူးဆိုတော့ဇာတိပဲကလားကာမဘဝဆိုတော့အတိတ်ကဒီကံတွေလောက်ခဲ့လို့ဒီဇာတိကံသာမလောက်ခဲ့ရင်ဇာတိမရဘူးသိကြသလားကဲဒါဖြင့်ဒီကံကကောငါတို့ကလှုပ်ချင်တိုင်းလှုပ်နေတာလားသူများလှုပ်ခိုင်းလို့လားဘုရားသခင်အလိုတော်ကြလားတကောရှင်တွေအလိုကြလားဒါလည်းမရဘူးမဘိုးတော်ခိုင်းတာဓာတ်ကြလို့ဟမ်ကိုယ့်ကိုစားခြင်းလို့စားလဲဓာတ်ကြလို့ဟမ်ကိုယ့်ကိုသွားခြင်းသွားနေပြီးတော့ဓာတ်ကြလို့ဒီလိုရှိသေးတာဟုတ်ဗျဟမ်အဲ့တော့ဓာတ်ကြလို့သွားနေကြတာဘုကာယကံဝစီကံမနောကနေဓာတ်ကြလို့လားဘိုးဘောခိုင်းတာလားဘေးတင်ဆရာခိုင်းတယ်နေပေါ့ဟမ်ခုလူဘဝရောက်လာရင်ကာယကံဝစီကံမနောကံလူကာယကံလူဝစီကံလူမနောကံမလို့အောင်လားခွေးဖြစ်မယ်ဆိုရင်ခွေးကာယကံခွေးဝစီကံခွေးမနောကံပြောသေချာပြောခွေးကာယကံလုံးဝဘူးလားလုံးဝမလားဘောကောက်စမ်းပါနော်မဖြစ်မနေလုံနေရတဲ့အလုပ်ကိုဟိုလူခိုင်းလို့ဒီလူခိုင်းလို့ဆိုတော့သိခါကြတာကွာရှင်းလားဥဒ္ဓဘင်္ဂလဘသူတရားဟောခိုင်းလို့ခိုင်းတာလို့ဆိုကိုဟောခြင်းလို့ဟောနေတာဒီမှာဟောခြင်းလို့မှသတင်းကြတာနဲ့ဖုံးလန်းဆက်တယ်ဘာလို့လုံးပြောတော့လာခဲ့မယ်လာခြင်းလို့မှပူဇော်ခြင်းတာဒီမှာဘုန်းတော်ကြီးကိုရှင်းသလားအဲ့တော့ကိုဘသူကမှခိုင်းလို့မဟောတာမဟုတ်ဘူးဟောခြင်းလို့ကိုဟောတာကျင်တယ်နော်သူများခိုင်းလို့လုပ်ရတာနဲ့ကိုယ်စိတ်ကိုယ်ဆန္ဒနဲ့လုပ်ရတာဘယ်အတန်မို့ရှိတော့အဲ့ဒါခင်ဗျားတို့ဗမာတွေကြမှာဗျာဘိုးတော်ကခိုင်းတာဟမ်ဘုံမင်းကောင်ကခိုင်းလိုက်လို့သိခါကြသူများခိုင်းတာလုပ်နေတဲ့ကောင်ရှင်းလားခုခင်ဗျားတို့တရားအားထုတ်နေတာဘယ်သူခိုင်းလို့ဥပုညနာနာတရင်တယောက်မလာမနေရဆိုပြီးတော့ तू ကအမိတ်ပေးပြီးတော့အိမ်တော်စုသိမ့်မယ်ဗာညာများပြောထားလားဟမ်ရှင်းလား तू ခိုင်းလို့လာရတာလားဘယ်သူတော်လဲလာပဲလွတ်မြောက်အောင်လုပ်ဖို့ရတယ်ဘယ်သူတောင်းဟ
ကိုယ်စိတ်နဲ့ကိုလမ်းကိုလျှောက်လို့ရမရသူများစီမံနေတဲ့ထဲနေရတာနဲ့ကိုဘဝကိုခြေလဲရတာဘယ်ဟာတန်ဖို့ရှိတော့ကိုသမိုင်းကိုရေးမှာပေါ့ဗျအဲ့တော့ရေးရောမရေးရဘူးလားရေးနေရတာပဲဟင်ဟိုလူမတယ်ဒီလူမတယ်ပြောပြီးတော့38မင်းကိုးကွယ်နေတဲ့လူတွေရောဘိုးဘဝဘိုးမင်းကောင်ကိုးကွယ်နေတဲ့လူတွေရောဘေးရင်ရရအားကိုးနေတဲ့လူတွေရောကဲအကုန်ကြည့်စားသမင်းစားဖို့ဘသူကိုယ်တိုင်ရှားအဲ့ဒါအံ့လို့မဆုံးဘူးလားဟမ်ရှင်းလားရှင်းပါပြီကိုယ့်ကိုရှားစားရတာဘယ်သူမလဲအားလေမပြအိမ်ထဲတင်ထိုင်နေလေသူကသူလာပို့လိမ့်မယ်စာအိတ်ထမ်းပြီးတော့ကျင်းရသလားကိုသားတွေသမီးတွေအတွက်မိခင်တွေဖခင်တွေရှာကျွေးတယ်မလားအဲလိုမိဆိုင်ဖဆိုင်တွေဆိုတို့ရှာကျွေးလိမ့်မယ်ပေါ့သဘောပါသလားရှင်းရောရှင်းလားအဲ့တော့ကာမဘဝရှိတော့ကာမဘဝလှုပ်ခဲ့တာတော့ဟုတ်ပြီအကြောင်းကမဆုံးသေးဘူးမဆုံးသေးတော့ဒီကံဘသူကြောင့်လှုပ်ဖြစ်တာတော့ဩဥပါဒံကြောင့်ဘသူကြောင့်လို့ဥပါဒံဆိုတဲ့ဆွဲလန်းမှုဥပါဒံဆိုတဲ့ဟောဒီအစွဲဥပါဒံခိုင်းတဲ့အတိုင်းကာယကံဝစီကံမနောကံမလုပ်ဘူးလားမာနဓာတ်ခံပါတဲ့လူကလည်းဘာမှမဟုတ်ဘဲမာနကြီးချင်းကြီးနေတာလောဘဓာတ်ခံပါတဲ့ပုဂ္ဂိုလ်ကလည်းဘာမှမဟုတ်ရင်ကိုယ့်အတွက်နှစ်ခုလိုချင်တာရှင်းလားရှင်းပါပြီယောဂီတဲ့တောင်မှဆွန်းစားတဲ့အချိန်သွားကြည့်နော်လောဘကြီးတဲ့လူကနှစ်တုံးအရင်ဆယ်တယ်ကျင်납သလားသူကသူ့တတ္တိတိုင်းလုံနေတာကျင်납ကြလားမှတ်တာဟောဒီမှာလေငိုဆွဲပါတဲ့လူကလည်းငိုးကုန်ငိုရမှာဟင်သူကအစွဲပါလာတာဟုတ်ဥပါဒံခိုင်းတဲ့အတိုင်းကာမဘဝလုတ်တာသေချာလို့ဟင်နေဒီမှာဦးဇင်းတို့တောတွေသွားနေတာဥပုံညာနာလည်းကြုံခဲ့မှုပါဦးဇင်းတို့နေတွေသွားတော့တချို့တောရွာတွေကြတော့အာသုဘရှိရင်အဲ့ဒီအိမ်ကငိုမဲ့လူမရှိရင်အငှားတောင်ငိုပေးသေးတယ်ဟင်သဘောပါလားအဲ့တော့ဦးဇင်းတို့တော်တယောက်ရှိတယ်သွားတော့တဟီးတဲ့လူကခမရသိလို့လားမသိဘူးတဲ့ဘာတော်လို့ဆိုဘာမှလည်းမတော်ဘာလို့ငိုအောင်ဆိုအာသုဘငိုမဲ့လူမရှိတော့အာနာလို့အာနာလို့ငိုပေးတဲ့လူကိုရှိသေးတယ်ကျင်납သလားဘုသူတတ္တိတွေထင်တော့ဥပါဒံခင်ဗျအာသုဘဆိုရင်ငိုမဟုတ်တယ်ထင်နေကြတာဟင်ရှင်းလားရှင်းပါပါကျင်납သလားခုနမေတော်ကြီးပြောချင်တာအဲ့ဒါငိုပြမှချစ်တာမဟုတ်ဘူးဟင်မျက်ရည်သိမ့်ပြမှဟိုကသားကအော်ငါမေငါတော်တန်ဖိုးထားပါလားဟင်ငါတရားတော်ကိုငါတို့အမေတော်တန်ဖိုးထားပါလားဒီလိုဦးဇင်းအမေနဲ့စိတ်ခင်းခဲ့ရတော့ဒါသိတယ်ရှင်းလားကိုအမေကိုကဖြစ်ချင်တာတစ်မျိုးအမေကကိုဖြစ်ချင်တာတစ်မျိုးအိုးရှုံးချက်ကိုခါလို့အမေလည်းမငြိမ်ကိုလည်းမငြိမ်အမေလည်းပူကိုလည်းပူရှင်းသလားနောက်တော့မှသဘောပေါက်တော့ဩငါနဲ့သူများတရားပြပြီးကိုလမ်းမပြလို့ဘူးဖြစ်နေဟင်အဲ့တော့အမေဖြစ်ချင်တာအကုန်လုပ်ပေးလိုက်ဆိုတော့အမေလည်းအေးအစင်းကိုပြေလို့ရှင်းသလားအဲ့တော့ဓမ္မဂရိကဆိုတာလေကို့အမေကို့ဖေကို့ဆွေမျိုးတွေကိုတရားရင့်ကျက်သူတွေဖြစ်စေချင်တာဘယ်လိုပဲဖြစ်ဟာဆောင်ထားဟမ်ဘောပါလားကြုံခဲ့ဘူးတဲ့ဦးဇင်းတို့မေတော်ကြီးတစ်ပါးကိုပြုစုကြတော့သူ့သားလည်းဓမ္မဂရိကတစ်ပါးပါပဲအဲ့တော့သူ့မေတော်ကြီးကညာဘက်ချမ်းမှာအနာယောဂရှိတော့ညာဘက်စောင်းမအိတ်နိုင်နော်ဘယ်ဘက်ကိုကြည့်စောင်းအိတ်တယ်တေတော့မှန်လည်းသိတော့သာဓမ္မဂရိကကသူ့အမေညာဘက်ကြည့်စောင်းပေးတယ်ကျုပ်တို့ကသွားလိုက်ဦးစင်းရဲ့ကဲပါအောင်တပြီတော့ဘာဖြစ်ချင်လဲဟိုဘက်စောင်းနေတာအကဲစောင်းဟိုဘက်စောင်းပြီခဏနေဟိုတယောက်ကလာတယ်ဘယ်သူလုံးပေါ်ဒီဘက်စောင်းသွားဟိုဘက်ပြန်စောင်းဟမ်ကိုတရသေးဆွဲထားတာညာဘက်စောင်းသေးမှအသေးကောင်းဟမ်ရုပ်တရားကြီးပြသူစောင်းနေတဲ့ဘက်စောင်းမှာပေါ့ရှင်းလားသဘောပေါက်သလားသိရေးကြည့်တာတော့ကြတယ်လူမပြုစုတတ်ရင်အဲ့ဒါဥစဉ်မျက်စိထဲမြင်နေတယ်ဟိုကညာဘက်မှာတန်ရာရှိတယ်မအိတ်နိုင်ရှာဘူးဥစဉ်ကဲပါအောင်ဘာဖြစ်ရှင်ခိုးဘက်ဆောင်ကဲဆောင်ပြဟိုကလာပြန်ပြီသူစောင်းသွားတာတော့ဟာပြဿနာပဲဟမ်သဘောပါသလား
အဲ့တော့အဲ့လိုဇွတ်လုံးတယ်လို့ဖြစ်သလားဘယ်သူကလောက်ခိုင်းနေတာလို့ဥပါဒလက်အောက်ရောက်နေပြီဆိုကြတဲ့ခင်ဗျားတို့အလုတ်ကမမှန်နိုင်တော့ဘူးဟင်ရှင်းသလားအဲ့တော့ဒီမှာတယောက်တွေ့ပြီကံကိုခိုင်းတာဘာလို့လဲဥပါဒံကိုချုပ်ထားတာရှိသေးတယ်ဘယ်သူတော့ရှင်းတယ်နော်အခုအစွဲအလုတ်ကလေးတွေလှုပ်ဖြစ်သွားအောင်နောက်ကကုတ်ကဲထားတာကဟောတဏှာပစ္စယဥပါဒနာပစ္စယကမ္မဘဝပစ္စယဇာတိဆိုတတ်ခွန်းနဲ့ရောက်သွားပြီတတ်ခွန်းနဲ့ပို့ရတာဘာလို့ကမ္မဘဝကိုလှုပ်ဖြစ်အောင်တိုက်တွန်းနေတာကဥပါဒံကိုချုပ်ကင်ထားတာကဟောတာပဲမေစုနောသေနံဟင်မေစုနောသေမင်းတမန်တဲ့ဗါတယ်လေမေစုနောသေနံဟောဒီသေမင်းစီကိုအဖန်မှန်ပို့နေတာသူတို့ကွာရှင်းရလားကြည့်လေဒီဘက်ကဝေဒနာပဲရလားလို့ဝေဒနာဆိုတာ तू ကောင်းစီဆိုးစီမပြောတတ်ပါဘူးဟင်ဝေဒနာက तू ပြတဲ့အတိုင်းလာမှာဖတ်တာပစ္စယအဲ့တော့ဖတ်တာပစ္စယဝေဒနာကသဘာဝအတိုင်းဖြစ်နေကြအဲ့ဒီပုံမှာကြိုက်တယ်မကြိုက်ဘူးစီစဉ်တာကရှင်းရလားအဲ့တော့တို့ကြည်သာမျက်စိနဲ့အစင်းနဲ့တိုင်းပါစိတ်ပေါ့ဟုတ်ပြီအဲ့တော့အများတို့ကိုနှိမ့်ဆက်နေတာဒီမျက်စိကနှိမ့်ဆက်တာလားအစင်းကနှိမ့်ဆက်တာလားမြင်စိတ်ကနှိမ့်ဆက်တာလားနောက်တစ်ပွဲရှိတယ်နောက်တစ်ပွဲရှိတယ်ရှိဦးနော်နောက်တစ်ပွဲရှိတယ်နောက်ချက်ပြတယ်မျက်စိကနှိမ့်ဆက်တာလားအစင်းကနှိမ့်ဆက်တာလားမြင်စိတ်ကနှိမ့်ဆက်တာလားအခုကိုတို့မေတော်ကြီးနဲ့ရှင်ပြီးပြောအောင်နော်မေတော်ကြီးကတော့မမြင်ဘူးသူကြားယုံကြားမှာဟမ်အိန္ဒိယသွားတာခမဲတော်ကြီးပဲမလားမေတော်ကြီးပါဘူးနော်အဲ့တော့မင်းတို့ပြေးမနေနဲ့တဲ့ဆင်ပြောင်ကြီးကကျူအိမ်ကလေးကိုညက်ညက်ကြည်အောင်နင်းပစ်တယ်လို့သေမင်းတမန်ကိုတတ်ကြဘာကိုတတ်ကြကဲဒီတော့ဒီနေရာလေးတို့ကသေမင်းတမန်ပြောနိုင်အောင်ကြည့်ကြအောင်စို့ဘုသူတော်ကောင်းတို့ရထားတဲ့ခန္ဓာကြီးဒီဘယ်သွားနေတယ်သေရွာသွားနေတယ်အားလုံးကိုသင်္ချိုင်းရှိရာကိုခရီးဆက်နေကြတာမလားကောင်းဆရာတော်ပြောသွားတယ်ခကြီးထွက်ဖို့အသင်ဖြစ်ပြီလားတဲ့ဟင်ထွက်နေရတာပဲမလားအသင်ဖြစ်မဖြစ်ထွက်နေရတာပဲအဲ့တော့ဒါလေးကြည့်ထားဇရာမရဏအဲ့တော့ဒီဇရာမရဏသာသကွင်းနဲ့ရောက်လာတာဒီဘယ်သူကြောင့်ဇာတိပစ္စယဇာတိကအကြောင်းကောင်းပြီအဲ့တော့ဦးဇင်းတို့ကအကြောင်းလိုက်ရှာနော်ဒီသင်္ချိုင်းကိုငါတို့ဘာလို့မနာမရသွားနေရပါလိမ့်လို့မေးတော့ဇာတိရခဲ့လို့ဇာတိရထားတဲ့ပုဂ္ဂိုလ်ဟာဤခန္ဓာကိုယ်ကြီးကိုဧတံမမဧသောဟာမသမိဧတောမေအတ္တဒါကြီးဟာငါကိုယ်ကြီးပဲငါဟာကြီးပဲငါဥစ္စာကြီးပဲလို့ငါဖြစ်ချင်တယ်လို့ဖန်တီးလို့မအိုပါနဲ့လို့ပြောမနာပါနဲ့လို့တာမသေးသေးနဲ့အောင်လို့ရမလားဟိအမလီအခုပြောမယ်ဆိုမေတော်ကြီးတို့ပြောမှာပေါ့အမလီငါသားကြီးသေမဲ့အစားဟောဒီဘာမှအသုံးမကျတဲ့ကောင်မကြီးပဲသေလိုက်ပါတော့မပြောဘူးလားမပြောမှဒါမြင်ပြီးသားတို့အမေနဲ့တရွယ်တဲ့ဟိုဟမ်သဘောပါသလားမေတော်ကြီးကြည့်ပြီးတော့လေဦးစင်းလည်းမေတော်ကြီးသွားသတိဩငါအမေအရင်ငါသေခဲ့လေဒီလိုနေမှာပဲဟုတ်ပြီနော်အဲ့တော့ तू မသေးပါနဲ့ဦးကျွန်ုပ်အစားသေပေးပါမယ်ရတို့ကျောင်းလူတွေပေါ့တာနေပါပါဗျာရေရခြေလိုက်ဖြစ်မှာပါဟမ်ဒီမှာညီတော်မောင်တွေရှိရတဲ့နဲ့ဘာလို့ပေါ့နေတာရပါမလားနိုင်ရတဲ့ဆင်လှုပ်ထားလေပဋ္ဌာန်းရွတ်မသွားဘူးထင်တယ်ဟမ်အချိန်တန်ရင်အကြောင်းရှိထားရင်အကျိုးရှိမှာဘသူကမှဧဓမ္မမဧသောဟာမသမိနမေသောအတ္တဟင်
ဗျာကြီးကိုငါကိုပါငါဟာပါငါဥစ္စာပါငါဖြစ်ခြင်းတို့ဖြစ်စမ်းပါလို့ရသလားအဲ့တော့ဇာတိရေလို့မှရလာရင်သရမရဏလက်ကပြေးမလို့ဘူးခင်ဗျရှင်းတယ်နော်သူ့လက်တွင်းနဲ့သက်ဆင်းရမယ်ဆိုတာမသေးကြဘူးလားအဲ့တော့ကျေးဇူးရှင်မိုးကုတ်ဆရာတော်ဘုရားကြီးပြောခဲ့တဲ့စကားလို့နွားရိုးစင်းတဲ့နွားစာစင်းတဲ့ဆက်ကလေးကိုနွားစာကြီးထိုးထည့်တယ်လို့ဟမ်ဒီနားစာစင်းတဲ့ဓာသွားကဒီနွားစာတွေကိုဘာလို့ဖြစ်လဲရောက်ဖြတ်ပစ်သူ့ထဲဝင်လာသမျှဘာဖြစ်တော့ဖြတ်ပစ်လိုက်တယ်ကဲတစ်တုံးတွေဖြတ်နေတဲ့လွှတ်ဆက်ကြီးတဲ့တစ်တုံးထိုးထဲတော့ဘာဖြစ်တော့ဒီလွှတ်ဆက်ကြီးကအကုန်ဖြတ်ပစ်တယ်မလားခုလည်းခင်ဗျားတို့ဇာတိတစ်တုံးကြီးထိုးပြီးတော့လွှတ်ဆက်ကြီးတိုက်ရမခံရဘူးလားနေ့တိုင်းဇရာကတဖြည်းဖြည်းစားလာတာဟမ်ဒီနောက်ဆုံးမရဏစီဖို့မှမသေးကြဘူးလားအဲမရဏစီကိုဘယ်အသက်ရွယ်ရောက်ရင်ဖို့မှာတော့ဟမ်ခင်ဗျားတို့တစ်တုံးကရှည်လားဒိုလားမှမသိပဲဟမ်လွှတ်သွားဆုံးတဲ့အချိန်သိမှာပဲရှင်းသလားအဲ့တော့ကြည့်ကြစို့ဒီဇာတိရလို့ဇရာမရဏနဲ့ရင်ဆိုင်ရတယ်ဆိုတာတော့တို့သိပြီဒါဖြင့်ဇာတိကောအလိုလိုဖြစ်တာလားဘုရားသခင်ဖန်ဆင်းလိုက်တာလားမိုးပေါ်ကြလာတာလားမေတော်ကြီးမွေးလိုက်လို့ထင်တယ်ဟမ်ဒီမေဒီဖေကမွေးလိုက်လို့နေမှာပေါ့ဟုတ်ကဲ့လားဒါဖြင့်ဇာတိဘယ်ကလားဩသူကံနဲ့သူလာတာကျုပ်တို့ခေါ်လို့ရသလားကဲတော့မေတော်ကြီးကလည်းကဲပုံညာနန္ဒလာခဲ့ငါစီခေါ်ထားတာလားမခေါ်ဘူးအကြောင်းရှိလို့အကျိုးရှိတာဒီမှာကံစီမံရာကံအကြောင်းရှိရလာတာဟမ်ငုံမဲ့လူရှိရလာတာဟမ်ကျင်သလားအကြောင်းမရှိရင်အကျိုးမရှိဘူးဆိုတော့ဇာတိပဲကလားကာမဘဝဆိုတော့အတိတ်ကဒီကံတွေလောက်ခဲ့လို့ဒီဇာတိကံသာမလောက်ခဲ့ရင်ဇာတိမရဘူးသိကြသလားကဲဒါဖြင့်ဒီကံကောငါတို့ကလှုပ်ချင်တိုင်းလှုပ်နေတာလားသူများလှုပ်ခိုင်းလို့လားဘုရားသခင်အလိုတော်ကြလားတကောရှင်တွေအလိုကြလားဒါလည်းမရအောင်မဘိုးတော်ကခိုင်းတာဓာတ်ကြလို့ဟမ်ကိုယ့်ကိုစားခြင်းလို့စားလဲဓာတ်ကြလို့ဟမ်ကိုယ့်ကိုသွားခြင်းသွားနေပြီးတော့ဓာတ်ကြလို့ဒီလိုရှိသေးတာဟုတ်ဗျဟမ်အဲ့တော့ဓာတ်ကြလို့သွားနေကြတာလားဘုကာယကံဝစီကံမနောကနေဓာတ်ကြလို့လားဘိုးအောင်ခိုင်းတာလားဘေးတင်ဆရာခိုင်းတာနေမှာဟမ်ခုလူဘဝရောက်လာရင်ကာယကံဝစီကံမနောကံလူကာယကံလူဝစီကံလူမနောကံမလို့အောင်လားခွေးဖြစ်မယ်ဆိုရင်ခွေးကာယကံခွေးဝစီကံခွေးမနောကံပြောသိချာပြောခွေးကာယကံမလုံးဝဘူးလားလုံးဝမလားဘောပေါက်စမ်းပါနော်မဖြစ်မနေလုံနေရတဲ့အလုပ်ကိုဟိုလူခိုင်းလို့ဒီလူခိုင်းလို့ဆိုတော့သိခါကြတာကွာရှင်းလားဥဒုမင်္ဂလာဘသူတရားဟောခိုင်းလို့ဟိုင်းတာလို့ဆိုကိုဟောခြင်းလို့ဟောနေတာဒီမှာဟောခြင်းလို့မှသတင်းကြတာနဲ့ဖုံးလန်းဆက်တယ်ဘာလို့တော့ပြောတော့လာခဲ့မယ်လာခြင်းလို့မှပူဇော်ခြင်းတာဒီမှာကိုနောင်တော်ကြီးကိုရှင်းသလားအဲ့တော့ကိုဘသူကမှခိုင်းလို့မဟောတာမဟုတ်ဘူးဟောခြင်းလို့ကိုဟောတာကျင်တယ်နော်သူများခိုင်းလို့လုပ်ရတာနဲ့ကိုယ်စိတ်ကိုယ်ဆန္ဒနဲ့လုပ်ရတာဘယ်အတန်မို့ရှိတော့အဲ့ဒါခမရတို့ဗမာတွေကြမှာဗျာဘိုးတော်ကခိုင်းတာဟမ်ဘိုးမင်းကောင်ကခိုင်းလိုက်လို့သိခါကြသူများခိုင်းတာလုပ်နေတဲ့ကောင်ရှင်းလားခုခမရတို့တရားအားထုတ်နေတာဘယ်သူခိုင်းလို့ဥပုညနာနာတရင်တယောက်မလာမနေရဆိုပြီးတော့ तू ကအမိတ်ပေးပြီးတော့အိမ်တော်စုသိမ့်မယ်ဗာညာများပြောထားလားဟမ်ရှင်းလား तू ခိုင်းလို့လာရတာလားဘုသူတော်နဲ့ဒါပဲလွတ်မြောက်အောင်လုပ်ဖို့ရတယ်ဘုသူတာဘောကိုယ်စိတ်နဲ့ကိုလမ်းကိုလျှောက်လို့ရမရအဲ့သူများစီမံနေတဲ့ထဲနေရတာနဲ့ကိုဘဝကိုခြေလဲရတာဘယ်ဟာတန်ဖို့ရှိတော့ကိုသမိုင်းကိုရေးမှာပေါ့ဗျအဲ့တော့ရေးရောမရေးရဘူးလားရေးနေရတာပဲဟမ်
ဟိုလူမတယ်ဒီလူမတယ်ပြောပြီးတော့38မင်းကိုးကွယ်နေတဲ့လူတွေရောဘိုးဘိုးအောင်ဘိုးမင်းကောင်ကိုးကွယ်နေတဲ့လူတွေရောဘေးတွေရရအားကိုးနေတဲ့လူတွေရောကဲအကုန်ကြည့်စမ်းထမင်းစားဖို့ဘသူကိုယ်တိုင်ရှားတာအဲ့ဒါအံ့လို့မဆုံးဘူးခင်ဗျာဟမ်ရှင်းလားဘုရားကိုရှားစားရတာကိုဘယ်သူမလဲအားလေမပြအိမ်ထဲတင်ထိုင်နေလေသူကသူလာပို့လိမ့်မယ်ဆိုင်ထမ်းပြီးတော့ကျင်းသလားခုသားတွေသမီးတွေအတွက်မိခင်တွေဖခင်တွေရှာကျွေးတယ်မလားအဲဆိုမိဆိုင်ဖဆိုင်တွေဆိုတို့ရှာကျွေးလိုက်ဘူးပေါ့သဘောပါသလားရှင်းရောရှင်းလားအဲ့တော့ကာမဘဝရှိတော့ကာမဘဝလှုပ်ခဲ့တာတော့ဟုတ်ပြီအကြောင်းကမဆုံးသေးဘူးမဆုံးသေးတော့ဒီကံဘသူကြောင့်လှုပ်ဖြစ်တာတော့ဩဥပါဒံကြောင့်ဘသူကြောင့်တော့ဥပါဒံဆိုတဲ့ဆွဲလန်းမှုဥပါဒံဆိုတဲ့ဟောဒီအစွဲဥပါဒံခိုင်းတဲ့အတိုင်းကာယကံဝစီကံမနောကံမလုပ်ဘူးလားမာနဓာတ်ခံပါတဲ့လူကလည်းဘာမှမဟုတ်ဘဲမာနကြီးချင်းကြီးသေးတာဟမ်လောဘဓာတ်ခံပါတဲ့ပုဂ္ဂိုလ်ကလည်းဘာမှမဟုတ်ရင်ကိုယ့်အတွက်နှစ်ခုလိုချင်တာရှင်းလားယောဂီတဲ့တောင်မှဆွန်းစားတဲ့အချိန်သွားကြည့်နော်လောဘကြီးတဲ့လူကနှစ်တုံးအရင်ဆယ်တယ်ကျေနပ်သလားသူကသူ့တတ္တိတိုင်းလုံနေတာကျေနပ်ကြလားမထာဟောဒီမှာလေငိုဆွဲပါတဲ့လူကလည်းငိုးကုန်ငိုရမှာဟင်သူကအစွဲပါလာတာဟုတ်ဥပါဒံခိုင်းတဲ့အတိုင်းကာမဘဝလုတ်တာသေချာလို့ဟင်နေဒီမှာဦးဇင်းတို့တောတွေသွားနေတာဥပုံညာနာလည်းကြုံခဲ့မှုပါဦးဇင်းတို့နေတွေသွားတော့တချို့တောရွာတွေကြတော့အာသုဘရှိရင်အဲ့ဒီအိမ်ကငုံမဲ့လူမရှိရင်အငှားတောင်ငိုပေးသေးတယ်ဟမ်သဘောပါသလားအဲ့တော့ဦးဇင်းတို့တော်တယောက်ရှိတယ်သွားတော့တဟီးတဲ့လူကခမရသိလို့လားမသိဘူးတဲ့ဘာတော်တော့ဆိုဘာမှလည်းမတော်ဘာလို့ငိုအောင်ဆိုအာသုဘငုံမဲ့လူမရှိတော့အာနာလို့ငိုပေးတဲ့လူကိုရှိသေးတယ်ကျင်နာသလားဘုသူတတ္တိတွေထင်တော့ဥပါဒံခမရအာသုဘဆိုရင်ငိုမဟုတ်တယ်ထင်နေကြတာဟမ်ရှင်းလားကျင်းသလားခုနမေတော်ကြီးပြောကျင်တာအဲ့ဒါငိုပြမှချစ်တာမဟုတ်ဘူးဟမ်မျက်ရည်သိမ့်ပြမှဟိုကသားကအော်ငါမေငါတော်တန်ဖိုးထားပါလားဟမ်ငါတရားတော်ကိုငါတို့အမေတော်တန်ဖိုးထားပါလားဒီလိုဦးဇင်းအမေနဲ့စစ်ခင်းခဲ့ရတော့ဒါသိတယ်ရှင်းလားကိုအမေကိုကဖြစ်ချင်တာတစ်မျိုးအမေကကိုဖြစ်ချင်တာတစ်မျိုးအိုးရှုပ်ချက်ကိုခါလို့အမေလည်းမငြိမ်ကိုလည်းမငြိမ်အမေလည်းပူကိုလည်းပူရှင်းသလားနောက်တော့မှသဘောပေါက်တော့ဩငါနဲ့သူများတရားပြပြီးကိုလမ်းမပြည့်ဘူးဖြစ်နေဟမ်အဲ့တော့အမေဖြစ်ချင်တာအကုန်လုပ်ပေးလိုက်ဆိုတော့အမေလည်းအေးအစင်းကိုပြေလို့ရှင်းသလားအဲ့တော့ဓမ္မဂရိကဆိုတာလေကို့အမေကို့ဖေကို့ဆွေမျိုးတွေကိုတရားရင့်ကျက်သူတွေဖြစ်စေချင်တာဘယ်လိုပဲဖြစ်ဟာဆောင်ထားဟမ်တော့ပါသလားကြုံခဲ့ဘူးတဲ့ဦးဇင်းတို့မေတော်ကြီးတစ်ပါးကိုပြုစုကြတော့သူ့သားလည်းဓမ္မဂရိကတစ်ပါးပါပဲအဲ့တော့သူ့မေတော်ကြီးကညာဘက်ချမ်းမှာအနာယောဂရှိတော့ညာဘက်စောင်းမအိပ်နိုင်နော်ဘယ်ဘက်ကိုကြည့်စောင်းအိပ်တယ်သေတော့မှလည်းသိတော့သားဓမ္မဂရိကကသူ့အမေညာဘက်ကြည့်စောင်းပေးတယ်ကျုပ်တို့ကသွားလိုက်ဦးစင်းရဲ့ကဲပါအောင်တပြီတော့ဘာဖြစ်ချင်လဲဟိုဘက်စောင်းကျင်တာအကဲစောင်းဟိုဘက်စောင်းပြီခဏနေဟိုတယောက်ကလာပြန်ဘယ်လိုလုံးပေါ်ဒီဘက်စောင်းသွားဟိုဘက်ပြန်စောင်းဟမ်ကိုတရသေးဆွဲထားတာညာဘက်စောင်းသေးမှအသေးကောင်းဟမ်ရုပ်တရားကြီးပြသူစောင်းကျင်တဲ့ဘက်စောင်းမှာပေါ့ရှင်းလားသဘောပေါက်သလားသိအရေးကြီးတာတော့ကြနေလူမပြုစုတတ်ရင်အဲ့ဒါဥစဉ်မျက်စိထဲမြင်နေတယ်ဟိုကညာဘက်မှာတန်ရာရှိတယ်မအိမ်နိုင်ရှာဘူးဥစဉ်ကဲပါအောင်ဘာဖြစ်ရှင်ဟိုဘက်စောင်းတယ်ကဲစောင်းပြဟိုကလာပြန်ပြီလူစောင်းသွားတာတော့ဟာပြဿနာပဲဟမ်သဘောပါသလားအဲ့တော့အဲ့လိုဇွတ်လုံးနေလို့ဖြစ်သလားဘယ်သူကလောက်ခိုင်းနေတာလို့ဥပါဒာလက်အောက်ရောက်နေပြီဆိုကြတဲ့ခင်ဗျားတို့အလုတ်ကမမှန်နိုင်တော့ဘူးဟမ်ရှင်းသလားအဲ့တော့ဒီမှာတယောက်တွေ့ပြီကံကိုခိုင်းတာဘာလို့လဲ
ဥပါဒံကိုချုပ်ထားတာရှိသေးတယ်ဘယ်သူတို့ရှင်းတယ်နော်အခုအစွဲအလုပ်ကလေးတွေလှုပ်ဖြစ်သွားအောင်နောက်ကကုတ်ကဲထားတာကဟောတဏှာပစ္စယဥပါဒနာပစ္စယဒီကမ္မဘဝပစ္စယဇာတိဆိုတတ်ကွင်းနဲ့ရောက်သွားပြီတတ်ကွင်းနဲ့ပို့ရတာဘယ်သူတို့ကမ္မဘဝကိုလှုပ်ဖြစ်အောင်တိုက်တွန်းနေတာကဥပါဒံကိုချုပ်ကင်ထားတာကဟောတာပဲမေဇုနောသေနံမေဇုနောသေမင်းတမန်တဲ့ဗါတယ်လေမေဇုနောသေနံဟောဒီသေမင်းစီကိုအဖန်မှန်ပို့နေတာသူတို့ကွရှင်းရလားကြည့်လေဒီဘက်ကဝေဒနာပဲရလာတော့ဝေဒနာဆိုတာ तू ကကောင်းစီဆိုးစီမပြောတတ်ပါဘူးဝေဒနာက तू ပြတဲ့အတိုင်းလာမှာဖတ်တာပစ္စယအဲ့တော့ဖတ်တာပစ္စယဝေဒနာကသဘာဝအတိုင်းဖြစ်နေကြအဲ့ဒီပုံမှာကြိုက်တယ်မကြိုက်ဘူးစီစဉ်တာကရှင်းရလားအဲ့တော့တို့ကြည်သားမျက်စိနဲ့အစင်းနဲ့တိုင်းဗာစိတ်ပေါ်ဟုတ်ပြီအဲ့တော့ခမည်းတော်ကိုနှိမ့်ဆက်နေတာဒီမျက်စိကနှိမ့်ဆက်တာလားအစင်းကနှိမ့်ဆက်တာလားမြင်စိတ်ကနှိမ့်ဆက်တာလားနောက်တစ်ပွဲရှိတယ်နောက်တစ်ပွဲရှိတယ်ရှိဦးနော်နောက်တစ်ပွဲရှိတော့နောက်ချက်ဖြစ်နေမှာမျက်စိကနှိမ့်ဆက်တာလားအစင်းကနှိမ့်ဆက်တာလားမြင်စိတ်ကနှိမ့်ဆက်တာလားကိုတို့မေတော်ကြီးနဲ့ရှင်ပြီးပြောအောင်နော်မေတော်ကြီးကတော့မမြင်ဘူးသူကြားယုံကြားမှာအိန္ဒိယသွားတာခမဲတော်ကြီးပဲမလားမေတော်ကြီးမပါဘူးနော်မပါတော့ကဲနားကနှိမ့်ဆက်တာလားအတန်ကနှိမ့်ဆက်တာလားကြားစိတ်ကနှိမ့်ဆက်တာလားနာဘာလောက်တတ်နာဘာလောက်တတ်တို့ဘာကိုကြားမှာလို့အတန်ကိုကြားမှာဆရာတော်ပြန်တော်မူပြီတဲ့အတန်ဘယ်ကကြားတော့ဘာစိတ်ပေါ်ငိုပြီဗျာဘယ်သူကငိုခိုင်းတာဘုရားမို့ငိုတာတော့ဘုရားမို့ငိုတာတော့ငါသားမို့ငိုတာဟောဒီမှာဒင်းလာပြီကိုသားကိုတော့ချစ်လားမချစ်ဘူးလားချစ်တာကစွဲလန်းတာကတကယ်ကြားတိုင်းသာငိုရင်ဟိုမှာဖိလစ်ပိုင်နိုင်ငံမုန်တိုင်းတိုက်ရေကြီးလို့တဲ့သေတာတွေတပုံကြီးပဲဘုသူငိုလို့မေတော်ကြီးရှင်းလားသေချာမအဲ့ဒါဖတ်တာပစ္စယဝေဒနာမလာဘူးလားလာတယ်အဲ့ဒါကြောင့်ဘာလို့မငိုတော့လာပြီလူနာထမေစုနောသေနံဒါပြနိုင်မှခမည်းတော်ကျုပ်တို့ကနောင်တဖန်မသိပါဘူးသေမင်းစီပို့နေတာဒင်းတို့ကျင်သလားအဲ့တော့ခမည်းတော်ကမျက်စိအပြစ်တင်လိုက်အဆင်းအပြစ်တင်လိုက်နားအပြစ်တင်လိုက်အသံအပြစ်တင်လိုက်နားပဲဗျအသံရှိကြားမှာပေါ့ပြောတဲ့လူရှိရင်ကြားမှာပဲကြားတဲ့စိတ်ကောမြဲသလားမြဲပါဘူးကြားပြီးတာကြာလာပေါ့ဒီနေ့အထိအငုံမဆုံးသေးဘူးကဲနားငိုခိုင်းတာလားအသံငိုခိုင်းတာလားကြားစိတ်ကငိုခိုင်းတာဘယ်သူကငိုခိုင်းတာခုတော့သူတို့သိကုန်ပြီခုတော့သိကုန်ပြီသေမင်းတမန်ဆိုတာဒါအကြောင်းရှာဘာရှာမလဲအကြောင်းရှာအဲ့တော့ဒီမှာဆရာတော်ဘုရားဆရာတော်မှားထားတယ်လေအကြောင်းညီတုံးလုံးလိုက်ကြဗါတဲ့တို့ကလည်းမညာမကောင်းတော့စာအုပ်နဲ့ရေးမှတ်လာတာအကြောင်းညီတုံးလုံးလိုက်ကြဆရာတော်သိချာမှားတာလေခုခင်ဗျားတို့ကအကြောင်းညီလိုက်ပြီဟေးဆိုရင်လာပြီအကြောင်းညီတိုင်းသာငိုရရင်ကွယ်ရှင်းသလားသဘောပေါက်သလားအဲ့တော့
နားကြောင့်ငိုရတာလားအတန်ကြောင့်ငိုရတာလားကြားစိတ်ကြောင့်ငိုရတာဟမ်အမေခုမှသူတို့တရားခံမိနေတာဟမ်အရင်ကအကြောင်းမချတတ်တော့နားအပြစ်တင်လို့တင်ဟမ်နားဘာလို့တတ်တော့ကြားရတဲ့နားတကနားတိုင်းအကုန်ကြားတာဘာလို့အမေးကြမှာငိုနေတာတော့ရှင်းသလားနားတိုင်းကြားတာပဲဗျအတန်ရှိရင်ဒီနားတွေကြားတယ်ကြားတိုင်းငိုသလားဘယ်သူကငိုခိုင်းတာဒါဖြင့်ခင်ဗျားတို့ဟာသားချစ်တာမဟုတ်ပါဘူးတဏှာချစ်တာပါဟမ်တော့ပေါ့လားရှင်းလားငါတို့ဆရာအတွက်ငိုလိုက်ရတာလေဒီနေ့အထိဆိုတော့ဆရာချစ်တာလားမေတော်ကြီးကလည်းသားချစ်ရင်သားစကားနားထောင်ပြီးတော့တရားနဲ့နေလိုက်မှာပေါ့ဟမ်တေချာမနော်ဘယ်သူချစ်လို့ငိုတာတော့တဏှာချစ်လို့ငိုနေတာခင်ဗျားတို့ရှင်းလားတပည့်တွေကလည်းဆရာချစ်တယ်ဆိုရင်ဘာနဲ့နေမှာဆရာနေတိုင်းအပင်ပန်းခံပြီးဒီလိုစောက်အုံကြီးတွေနဲ့ဒီလိုရိတ်တာကြီးဖြစ်အောင်သူလွယ်ကူလုပ်ခဲ့တယ်လားခင်ဗျားတို့အတွက်အပင်ပန်းခံသွားချတာဟမ်သူကနယ်လဲတရားဟောနေအကြောင်းကိုမလို့ရှင်းလားဆရာတော်တို့ဦးဇင်းတို့တစ်ချိန်သာဆုံမှုဝင်မဲ့အာတရကိုအကဲခတ်လို့ရရှင်းလားဒီเจ้าကြီးမှာ तू မွေးလျော်လို့နေနေတာလားမဟုတ်ပါဘူးตายအောင်စောက်ထားတာလားမဟုတ်ဘူးအများတရားအားထုတ်နိုင်အောင်ကြိုးစားအားထုတ်ပေးထားတာသူ့အတွက်တော့ဟုတ်ပုံညာယာမဥပုံညာတို့ပျော်ရာအရက်လို့နာမည်ပေးထားပေမဲ့ဟမ်ရှင်းတယ်နော်ကိုပုံညာနန္ဒဦးဇင်းတို့ dictionary လမ်းကြည့်တယ်ကိုကလည်းစာမတတ်တော့နော်အဲ့တော့ပုံညာကောင်းမှုနော်နန္ဒဆိုတာနှစ်သက်ခြင်းကောင်းမှုကိုနှစ်သက်မြတ်နိုးသူလို့ရိုးလေးပြန်လဲရတယ်သို့တော့တရားစည်းကမ်းနဲ့ပြန်ရင်ပုံညာနန္ဒဆိုပုံညာအနန္ဒဒီလိုသွားတယ်ဟမ်ပုံညာအနန္ဒဆိုတော့ကောင်းမှုများစွာရွက်ဆောင်တဲ့ပုဂ္ဂိုလ်လို့ဒီလိုအမည်ရတယ်ဟမ်ကောင်းမှုတွေအနန္တရှိတဲ့ပုဂ္ဂိုလ်သူ့အတွက်ပူဇော်မလို့ဘူးဟမ် तू ကသူ့အပြုံးမျက်နှာနဲ့သူ့ခရီးသူ့ရိတ်ခါနဲ့ तू လျှောက်သွားပြီဟမ်ဘယ်သူတွေကြမ်းနေတော့ကြမ်းတော့ဆရာချစ်တော့မငိုဘူးလားဒါတော့ငိုတဲ့လူဘယ်သူချစ်တာဆရာငိုကြလို့ပြောသလားဆရာကအငိုတဲ့တရားဟောတာလားအငိုတိတ်တဲ့တရားဟောတာလားဆရာမျက်ရည်သိမ့်ပါလို့ပြောမှခင်ဗျားတို့ဆရာချစ်တယ်ပြောပြီးတွန်းငိုနေရှင်းသလားအဲ့တော့ဘယ်သူချစ်တာတော့အဲ့မျက်ရည်လေးတွေသတိထားဟမ်မျက်ရည်စပြလာရင်တော့တင်းတေမင်းတမန်နဲ့တွေ့ပြီဟမ်နောက်ထပ်ဒီအသေးတွေနဲ့တွေ့ကျင်သေးလို့ကြည့်လေတဏှာပစ္စယတဏှာဥပါဒနာခိုင်းတော့ဥပါဒနာပစ္စယကာယကံဝစီကံမနောကံနေမလုပ်လားလုပ်ရင်ကာမဘဝပစ္စယဇာတိဆိုတော့ဇာတိဆိုတဲ့သတ်ကွင်းနဲ့ရောက်ပြီဆိုမှတော့ဒီသိမင်းလက်ထဲကိုရောက်ကိုခုခင်ဗျားတို့သားသတ်ကွင်းထဲမှာမလားရှင်းရလားဟဲ့လွှားဆက်ကြီးအောက်ခေါင်းထိုးပေးနေရတယ်ဆိုတာဟောမသေးကြဘူးလားအဲ့ဒီခေါင်းထိုးတဲ့လွှားဆက်အောက်အရောက်ပို့ပေးတာဘယ်သူလို့တဏှာနဲ့ဥပါဒာရှင်းလားဒါစဝိုင်းနဲ့နားလေအောင်တိုက်ရိုက်ဟောတာနော်စာဟံပိဟံနဲ့ဘောရင်ပပင်စတဏှာမာနဒိဋ္ဌိဘာလဲကျင်တဲ့နော်ဒါစာလို့ဒါပေမဲ့အခုတို့နားလေသလိုသွားဟမ်အခုလိုလေးနှလုံးသွင်းရတာသဘောကျမကျဘယ်သူလက်ချက်မိတဏှာလက်ချက်မိနေတာအဲ့တော့ခင်ဗျားတို့ဟာကကိုယ်ဆရာကိုချစ်နေကြတာလားတဏှာချစ်နေကြတာလားဟာတို့မေတော်ကြီးကလည်းလေပူလို့ကိုမပြီးဘူးဆိုတော့သားအတွက်ပူနေတာလားတဏှာအတွက်ပူနေတာလားနာလိုက်တာဗျာပူရတာဟမ်ရှင်းရလားသားပူခိုင်းတာလားဘယ်သူကပူလို့တဏှာခိုင်းတာပူနေရတာရှင်းနသလားအဲ့တော့ဦးဇင်းတို့သူတော်ကောင်းတို့တွေအဘိဘူဆိုတဲ့ယဟန္တာကြီးကဟမ်
သိခိဘုရားရှင်ကိုတော်မြတ်ကြီးရဲ့လက်ဝဲတော်ရတကိုးရအေးတဲ့ပုဂ္ဂိုလ်ကြီးကမြမပြည်မှာတရားလဲဟောရောအာရမဏနိခမထရုံဇတဗုဒ္ဓသာသနေဟမ်ဘုရားသာသနာရှိတော့ပြင်းမနေကြနဲ့မြမတွေဆိုတော့ပြင်းနေတာများတော့ဟုတ်ဘာပြင်းနေတာများဆိုသူတို့ဇန်လေးနဲ့သူတို့နှံ့နေတာဘာမှကြိုးစားအားထုတ်ခြင်းမရှိဘူးရှင်းလားရှင်းပါပါသူကဇန်ရှိလို့နှံ့နေတာခင်ဗျားတို့ဘာနဲ့နှံ့နေစားစရာလဲမဖူလုံးဝတ်စရာလဲမဖူလုံးနေစရာလဲဟန်မရဟမ်ဗမာပြည်နေတဲ့လူဘယ်သူဟန်ရဘူးမှဟန်မရဘူးရှားဖွေရတာခဲရတဲ့ထဲချင်းအကြိုက်သေးမြောင်းဘုတ်စောကနန်သေးဘယ်နာသာယာတော့မေးဘယ်နာမှသာသာယာမရှိဘူးဒီထဲကမေ့နေတာအံ့ပါရဲ့ဟမ်တောင်ပြေးလိုက်မြောက်ပြေးလိုက်ခင်ဗျားတို့ဖဖမောနေအောင်သွားနေတာမလားအဲ့တော့ဒီလောက်လုံနေရတဲ့ထဲကခင်ဗျားတို့မေ့နေနိုင်သေးတာအဟောစရာပဲပြမနှက်စရာရှိလို့နှက်နေတာခင်ဗျားတို့ဘာနဲ့နှက်နေသဘောပါသလားဒုက္ခတော်ထဲမှာကျင်လည်ရင်းနဲ့နော်ငရဲသားများမိသလိုပါတယ်ငရဲသားတွေကလေမိလောင်မြင်ကြီးတဲ့ပြေးနေရတော့ဟိုဘက်အပေါက်ရှိနိုးနိုးဒီဘက်အပေါက်ရှိနိုးနိုးခဏနေလွတ်နိုးနိုးအခုလွတ်နိုးနိုးနဲ့ဥဒဟိုပြေးနေရတာဘာကုသိုလ်မှလည်းမသိဘူးဘာအကုသိုလ်မှလည်းမသိဘူးဘာမှစဉ်းစားခြင်းလည်းမရဘူးပြေးဆိုပြေးဟာရေစာပလားစာပြီးပြောတာပြောဟိုကငမြားချိတ်ကြီးလိုချိတ်ကြီးနဲ့ဆွဲတင်အပေါ်ရောက်တန်ရေဘူးတွေလောင်းချတော်ပါပြီဆိုပြန်ချပေးလိုက်ပြေးပြန်ရင်မေးပြန်ပြီစာပလားစာပြီးပြောတာပဲတခါကောက်တင်တာပဲခုလည်းခင်ဗျားတို့လင်းတိုင်းစာနေတာဟမ်ဟုတ်ကလားလင်းတိုင်းဒါဈေးပြေးလိုက်တောင်ပြေးလိုက်မောက်မြောက်ပြေးလိုက်စာပြီလေဒါပေမဲ့လောင်းထဲတော့တန်ရေဘူးညပြန်ရောက်တော့ဒီနေ့မှပဲရင်အေးရတယ်ဆိုတဲ့လူဘယ်သူများပြန်လာလို့ဟမ်သဘောပါသလားအဲ့တော့ခင်ဗျားတို့ကငရဲသားမိတ်နေတာဟုတ်ဗျတဲဦးနဲ့ပဲကြိုက်ပါလေဟမ်ကျင်သလားရှင်းရောရှင်းရလားအေးတလိษံမိတ်ငရဲသားမိတ်တလိษံဆိုတာလဲအိစာကာမဘယ်နှပါးလဲသုံးပါးလဲဆိုသူလဲဘယ်သူခိုင်းတာလုံးခင်ဗျားတို့လူတွေလားတလိษံတွေလားတလိษံတွေကဘာခိုင်းတာလို့လူတွေကထောက်အောင်မတောင်အာနာဟမ်တလိษံကလည်းသူခိုင်းတာလုပ်နေတာတဲ့ခင်ဗျားတို့ကဟောဘယ်လိုပြောမှန်းတာလဲရှင်းတယ်နော်သေမင်းစီအရောက်ပို့တဲ့သေမင်းတမန် तू ကပွဲစားသတိထားဟမ်ပွဲစားငိုခိုင်းတာလဲ तू ပဲရီခိုင်းတော့ကျင်ရသလားသဘောပေါက်သလားငါသားကြီးဘာပွဲရလာသလဲဆိုတော့ပြုံနေမှာပေါ့ဘယ်သူကပြုံခိုင်းတာတော့ပြုံနေတဲ့နေ့မဲ့အလဲရောက်မယ်ဆိုတော့အခုငိုစမ်းဆိုတော့ဘယ်နဲ့တော့ဟမ်အဲ့ဒါသားခိုင်းနေတာလားသားမခိုင်းနာခိုင်းတာဟာနာမခိုင်းအသားခိုင်းတာအသားမခိုင်းကြားစိတ်ကခိုင်းတာမမဲအခုတော့မဟုတ်ဘူးကြီးတွန်းလုံးနေတာဟင်မျက်စိနဲ့စင်းနဲ့တိုက်ပါစိတ်ပေါ့မျက်စိတ်ကလေးဆိုတော့အယိုးလေးကြည့်လိုက်ငိုလိုက်ဟင်အယိုးလေးကြည့်လိုက်ငိုလိုက်ရှင်းလားကဲမျက်စိကငိုခိုင်းတာလားအယိုးကငိုခိုင်းတာလားပေါ်ပြီအခုပေါ်ပြီဟင်ကျင်တတ်ကြလားသဘောပေါက်သလားငါတို့မှလေခတ်တီနဲ့အမေအဟုံးမလို့လုံနေတာဟင်ကိုဆရာကိုရှေ့ရဒီမျက်ရည်ကိုတုံးလို့မဆုံးဘူးလူတကာလာတိုင်းငိုပြတာအမောဟင်ဘယ်သူခိုင်းလို့ထင်လို့ဆရာချစ်ရင်တော့ဆရာစကားနားထောင်ပါဟင်သားချစ်ရင်လဲသားစကားနားထောင်ပါအခုကခမည်းတော်အချစ်လွဲနေတယ်နော်ဘယ်သူသွားချစ်နေတာလဲအဲ့ဒါသေမင်းတမန်နဲ့အဲ့ဒါပါနဲ့အခုသားအတွက်ငိုမစိမ့်ဘူးဆိုတော့ငိုချင်တာကမငိုရမနေနိုင်တာကငိုအောင်ဟာဆိုတော့ကာမဘဝပြစ်စရာသွားအောင်ဟာနောက်ထပ်တတ်ကွင်းတယ်ဟင်
သားသက်ကွင်းနဲ့ထပ်ရောက်မယ်ဆိုတော့သားလည်းရှုံးကိုယ်လည်းရှုံးဟမ်မိအေးတော့နှခမ်းနာပြီကျင်납ကလားကဲဆရာလည်းရှုံးတပည့်လည်းရှုံးအဖြစ်ခံနိုင်ရလားဖြစ်ချင်သလားကျင်납တယ်နော်အဲ့တော့ဦးဇင်းတို့လာပြီးတော့ပူဇော်ရာကျိုးနှက်အောင်ဟမ်ဒီနေ့လာတဲ့နေ့ငါတို့ဘာကြောင့်ငိုတာတော့အဖြေထွက်သွားပြီဘယ်သူလက်အောက်ရောက်ဒါကျေးဇူးရှင်မိုးကုတ်ဆရာတော်ဘုရားကြီးကသေမင်းတမန်တတ်ကြဟမ်အဲ့ဒါအဘိဘူဝနလာကာရံဝဂုံစရောဆင်းပြောင်းကြီးသည်နလာကာရံဝကျူအိမ်ကလေးကိုညက်ညက်ကြည်အောင်နင်းပလိုက်သလိုဟမ်ကျူအိမ်ကိုဆင်းနေဘယ်နဲ့နေသူ့ကိုဘာမှအန္တရာယ်မပြုတ်နိုင်တော့ဘူးခေါင်းကိုမထောင်နိုင်တော့ဘူးညက်ညက်ချေအောင်နင်းပြစ်တဲ့ကဲ့သို့မင်းတို့သေမင်းတမန်ကိုညက်ညက်ချေအောင်နင်းပြကြဘာနဲ့နင်းမှာဘာနဲ့နင်းမှာတော့ညာနဲ့နင်းမှနေရကြမှာပေါ့ဗျဟမ်သူ့ကိုတတ်နိုင်တာလဲဘာနဲ့တတ်မှရမှာအခုတောင်မှဒီမှာလေသိခိဘုရားရှင်ကိုရောမြတ်ကြီးရဲ့တပည့်ရတာပေါ်မပြောရင်တို့ဘာလို့ကိုနေမှန်းကိုသိမှာမဟုတ်ဘူးဟင်အခုအဘိဓမ္မာအော်လို့အဲ့တော့အဲ့လိုအော်တဲ့ထဲမှာကိုလာသေးတာမြမာတွေကနော်လူပေါ်လူစောလှုပ်လို့ပါဘုရားတရားနာခြင်းလို့လာပါတယ်ဆိုမှဟင်ဒီပါမဟုတ်တဲ့ငမြောက်မချောက်ကိုတော့ဟာထဟောရှင်းသလားမြမာတွေကဟမ်တို့နာခြင်းတာဟိုဆရာတော်တရားဒီကိုတော့လာအော်ဟမ်သဘောပါသလားမြမာကြီးတွေကမြမာတွေလည်းအတင်းပြောတတ်တယ်ဗျသိလားအဲ့တော့မှဘုရားရှင်ကိုတော်မြတ်ကြီးကသိခိဘုရားရှင်ကိုတော်မြတ်ကြီးဟေးအဘိဘူရေမင်းတရားတိုးဟောกว่าတိုးဟောနော်ရှော့မပြစ်လိုက်နဲ့ဆက်ဟောနောက်ကဘုရားမြောက်ပေးဒီစကားဘုရားနဲ့တော့မတန်ဘူးဗျာခင်ဗျားတို့ကျုပ်တို့နဲ့တန်လို့ပြောတာကဲပြီးရောရှင်းလားဘုရားစီပြောတာတော့ဘယ်ဟုတ်ပါမလို့ဟမ်ဘုရားကတော့ဒါမြောက်ပေးတယ်ဆိုအားပေးတာဟမ်ငါတော့ပဲဟောတိုးဟောဆိုတော့ဟိုကဘာဆက်ဟောဒါပဲဩတယ်နော်ငါတို့ဗုဒ္ဓသာသနာတော်ကြီးနဲ့တွေ့တော့ပြင်းမနေကြနဲ့အာရမဏနိခမထဟမ်ရုံစတဗုဒ္ဓသာသနာနဲ့တွေ့တော့မင်းတို့ပြင်းမနေကြနဲ့အပားခုံမနေနဲ့ရှင်းသလားထပ်ပြီးတော့သူ့တကောရှိန်နဲ့တိုးဟောတယ်နတ်ပြည်6ထပ်အကုန်ကြားမြမ20အကုန်ကြားရှင်းသလားအဲ့တော့နတ်ပြည်6ထပ်ကနတ်တွေလည်းဟာဘာသာနှုံးဟာနာထောင်တဲ့အာရမဏနိကမတရုံစတဗုဒ္ဓသာသနေလူနာထမင်းစုနောသေနန္ဒရာကာရဝဂုံစရောဩချလိုက်ဩချတော့လူနာထမင်းစုနောသေနံသေမင်းတမန်လူနာထသတ်ကြဟာသေမင်းတမန်ဆိုတာဘာပါလဲနှလုံးသွင်းတော့သေမင်းတမန်မသူတော့ရှင်းသလားခင်ဗျားတို့နီးမျိုးစုံနဲ့သေရာသေချောင်းပို့နေတာဘယ်သူတော့ခုခင်ဗျားတို့ကဒီနားရောက်မှအိုသေးကြောက်နေတယ်ဒီအိုသေးကရှောင်လို့ကိုရှင်းသလားသူ့အတွက်ငိုးနေလို့အဓိပ္ပာယ်ရှိသလားဒီသရမရဏအတွက်မငိုကြည့်ရင်ဒီအကြောင်းတတ်တာအကြောင်းဆုံးတော့လှုပ်လိုက်ကြတယ်ဟင်ရှင်းသလားအခုလှုပ်ခိုင်းသွားရှာတာဆရာတော်ကရှင်းတယ်နော်ဒီမှာဆရာတော်ကမင်းတို့သင်ဘယ်လိုလူလဲမာနကြီးရင်ကျွန်ဖြစ်မယ်ဟုတ်ပြီနော်ယောဂပျောက်မှနိဗ္ဗာန်ရမယ်ဗါတယ်ယောဂပျောက်မှနိဗ္ဗာန်ရမယ်အခုခင်ဗျားတို့ဘာယောဂထနေလို့အဲ့ဒါဒီယောဂကြောင့်ငိုကောင်းနေတာကိုဗျရှင်းလားအဲ့တော့တပည့်တော်သိပါတယ်ဘုရားဆိုတာကိုကဒါသူ့လက်ချက်မိနေပြီဟမ်ရှင်းလားသဘောပေါက်သလားအဲ့ဒါတိုးဟောกว่าဆိုဟောတော့နတ်ပြည်6တက်ကြားနတ်ပြည်6တက်ကြားတော့ဒီလိုပဲနတ်ထဲမှာလည်းနတ်ပုရုဇဉ်တွေအများကြီးကိုနော်ကြားလို့နားလို့သဘောပေါက်တဲ့နတ်တွေကတော့သောတာပန်တွေဒီလက်ဥကလေးတွေချီအကုန်လုံးတရားတော်နားနေကြတယ်ဟိုသဘောမပေါက်တဲ့နတ်တွေကဘယ်ကောင်ဩနေတာလဲအာပြင်းနဲ့ဟမ်တရားဟောပါဆိုဟိုဟောက်ဒီဟောက်ဟမ်သဘောပါသလားဟိုအော်ဒီအော်နဲ့ဘယ်ကိုတော်တို့ကဆိုကြည့်တော့အဘိဘူးဖျားရှိရတဲ့နဲ့ကွာဟမ်ဘေးမှာဘုရားရှင်ကိုတော်မြတ်ကြီးရှိနေတဲ့တဲ့နဲ့သူကဘာလို့ဩနေတာတို့ဆိုတော့ဘုရားထပြီးနောက်ကမြောက်ပေးတယ်ဟဲ့အဘိဘူးတိုးဟောမလျှော့နဲ့ရှင်းတယ်နော်ဆိုတော့
ဟောထဩတဲ့အာရမဏနေကမတရုံဇတဗုဒ္ဓသာသနေလူနာထမေစုနောသေနန္နရာကာရံဝဂုံစရောလူပြရကြဘယ်ကြတိုးဟောกว่าမလျှော့နဲ့ဆိုစัจ java လာတိုက်တသောင်းကြအောင်တကိုးတော်အရှိန်နဲ့လွတ်ဟောတယ်ရှင်းလားဟဲ့ဗုဒ္ဓဘာသာတွေပြင်းမနေကြနဲ့ပြင်းမနေကြနဲ့သာသနာရှိတုံးသေမင်းဓမ္မတကြဗါလေသေမင်းဓမ္မတကြဒါသာစကားခမည်းတော်ကြွတာတော့အကြောင်းရှာတာဗါလေဗါလေအကြောင်းရှာတာအရင်ရှာလိုက်တော့ဘု து သွားတွေ့လို့ဝေဒနာလည်းအပြစ်သွားမတင်နဲ့ခန္ဓာရှိရင်ဝေဒနာရှိတဲ့လူတိုင်းလောဘဖြစ်သလားအဖြစ်အဖြစ်ဟမ်ဘုရားယဟန္တာအရိယာပုဂ္ဂိုလ်ကြီးတွေဝေဒနာရှိမရှိရှိပါဘူးလောဘဖြစ်လားဒေါသမောဟဘုရားပြိဋိဘံဆံတော်မှာမို့လို့တလွန်ကြောင်သောမောဟနေမျက်ရည်မြန်ကျသွားသေးလားဟမ်သဘောပါသလားဟဲ့အာနန္ဒာညီဘွားဆိုပြီးတော့မျက်ရည်တွေဆက်လက်နေများပြောသွားတာမြန်ကြားဘူးလားဒါဖြင့်သူဝေဒနာမရှိလို့လားအိုးမဗျာကုသိဏယုံကြွတာများလမ်းမှာဝမ်းတော်တွေလားလို့ပင်ပန်းဆင်းရဲစွာသူသေးမဲ့သင်္ချိုင်းကိုဘုရားကြွချတာရှင်းတယ်နော်ပြိဋိဘံဆံရမယ့်နေရာကိုလေဝမ်းတော်တွေလားနေရာကနေပြီးတော့အာအိမ်ကုန်ခန်းနေရာကနေပြီးတော့အပင်ပန်းဆင်းရဲခံကြွချတာဘုရားကကုသိဏယုံဘာလို့ကြွမန္လမင်းတို့ရဲ့အင်ဂျင်တော်တဲ့လေသူ့ဘာရှိရကြွသင်္ချိုင်းရှိတဲ့နေရာအဲ့ဒါစัจ java လေးမင်းကြီးတို့ကလည်းသူဒီနာသေးတာတဲ့ရှင်းတယ်နော်ရှင်းဘုရားရှင်တို့လည်းဒီနာပြိဋိဘံဆန္ဒတော့ဒီနေရာရောက်အောင်သွားရှာလားခင်ဗျအဲ့ဒါသူတာဝန်သူလုပ်တာလေဟင်အဲ့တော့နောက်ကတပည့်တွေများအကုန်ငိုကြရောလားဩယဟန္တာပုဂ္ဂိုလ်ကြီးတွေကဩမြင်ကြတယ်ဩသင်္ချိုင်းရှိရာသွားရလားခုတို့လည်းပဲသွားနေမဲသူကြည့်ငိုမနေကိုကဘယ်အချိန်ရောက်ပါမှမသိဘူးခဏနေပြုံးဆိုစိုက်သွားခဲ့ရှင်းလားဒီနေ့တောင်မှတရားဝဲမိအောင်ကာကြီးကဝေါ်ဝေါ်နဲ့မြန်မြန်မောင်းလာတော့အီဟောမဟောလိုက်ရပါမလားဟမ်သဘောပါလားဒီမှာနှလုံးယောဂဖြစ်လာအေးဥပုံညာကြီးငါလည်းလိုက်ရတော့မှထင်တယ်ဟမ်သဘောပါလားဘယ်ရှိရလားသင်္ချိုင်းရှိရလားဒါကဲဘုရားလိုပုဂ္ဂိုလ်ကြီးတောင်မှသင်္ချိုင်းအရိုက်ပို့တာဘယ်သူတတ်သိထင်တော့အဲ့ဒါ तू ကဘုရားဖြစ်အောင် तू ကျင့်ခဲ့ပြီးတော့ဒီဘုရားတို့ရဲ့ထုံတန်းစင်လာတိုင်းဆိုတော့မင်းဝမ်းလျှောနေလဲသွားกว่าဟင်သဘောပါသလားနောက်ဆုံးသူ့ဘကမချွတ်ရမှာကြံသေးတယ်ညာကမရင်သေးတော့ဟိုမှာပြိဋိဘံဆံမှုကလွန်ခဲ့တဲ့10လကလေးကသက်တမ်းကုန်နေပြီဒါပေမဲ့ခဏနေအောင်နဲ့မသိနေအောင်နဲ့ဟိုကောင်းချုပ်ပြီးမှသိရှင်းလားအဲ့ဒါလည်းဘယ်သူရောက်ပို့ထားတာထင်တော့သူ့လက်ချက်မိထားရင်တော့ဟောဒီမှာဘယ်မှမလွတ်တော့ဘူးဗျရှင်းနာကလားဒီကျွေးဟောင်းကမဆက်လို့ကိုမရဘူးဒါဖြင့်ခင်ဗျားတို့ကအဟောင်းဆက်မလားအသိယူမလားဘာမှမလုပ်တော့မရဘူးအဟောင်းကတော့ဆက်ကိုဆက်ကြည်ကြည်နက်နက်ကြီးဆက်လိုက်ဒါပြောချင်တာခုခင်ဗျားတို့လောကဓာတ်ကိုရှောင်လို့ရသလားအိုနာသေးရေးရှောင်လို့ရသလားပြုံးလေးဆက်လိုက်စမ်းပါယူတော့ကခင်ဗျားတို့ပြုံးလေးယူထားတာပါဟမ်ကျွေးသွားတောင်းတော့ဟမ်အမျိုးမျိုးသနာခံပြီးတောင်းထားတာမလားခုမှတော့စားရမှာဒီအချိန်ကျမှမဲ့မနေနဲ့ရှင်းတယ်နော်ဒါဖြင့်အဟောင်းကြည်အောင်ဆက်မလားအသစ်ကြိုးစားယူကြမှာစောစောကလေးအဲ့လိုဖြေလိုက်ပါလားဘုရားကတို့ရဲ့ဟင်အဟောင်းဆက်မလားအသစ်ယူမလားဆိုအဟောင်းကြည်အောင်ဆက်မှာပါဘုရားလို့ဖြေလိုက်ကျိုးကသာဓုခေါ်မလို့အခုတော့တိုးဟောกว่าအဘိဘူယအာရမဏနိခမတရုံဇတဗုဒ္ဓသာသနိလူနာထမေစုနောသေနန္နလာကာရံဝဂုံစရောတိုးဟောกว่าဆိုတိုးဟောတော့စัจ java လာတိုက်သောင်းအကုန်ကြရှင်းသလားနတ်ကောလူကောမြမာကောအကုန်ကြတော့ဟောလူပိယဟာတွေကဟာဒါအဘိဘူရှင်မြတ်ကြီးအတန်ပဲအောက်ကအကုန်လွတ်ရကုန်ပြီဟင်အာရမဏနိခမထရုံဇတဗုဒ္ဓသာသနိလူနာထမေစုနောသေနန္နလာကာရံဝဂုံစရောမင်းတို့ဟောဒီသေမင်းဓမ္မလက်တွင်းကလွတ်အောင်လုပ်ကြသေမင်းဓမ္မတတ်ကြပြင်းမနေနဲ့တဲ့ရှင်းရလားဘာဖြစ်နေသေးလို့ညာဖြစ်နေသေးလို့အချိန်ဆွဲလို့ရသလား
သူခေါ်သွားလို့သူဥသွားရင်တို့ဒုက္ခ၅ပါးမောက်မနော်အဲ့တော့နောက်တစ်ခါသေကွင်းတတ်ကွင်းနဲ့ဝင်ကြအောင်မလားလွတ်အောင်ပြေးမလားအေးအဲ့တော့ဘသူလက်အောက်ကလွတ်အောင်အဲ့ဒါသေမင်းမယ်ရှင်းသလားသေမင်းတမန်ဆိုတာသေမင်းစီပို့နေတဲ့ပွဲစားဟာတဏှာပါပဲခင်ဗျာရှင်းသလားဒါဖြင့်ဒီနေ့ငိုးနေကြတဲ့အမိတွေဟာသားချစ်လို့ငိုတာလားဘသူချစ်လို့ငိုမိတာတဏှာချစ်လို့ငိုတာကွာဒီနေ့ငိုးနေတဲ့တပည့်တွေဟာဆရာချစ်လို့ငိုတာလားအဖြေပေါ်ပြီအဖြေပေါ်ပြီအဲ့တော့တို့တဏှာလက်အောက်ကလွတ်အောင်ယုံညာခြေနှက်ကလားအဲ့ဒါလေအဘိဓုရှင်မြတ်ကြီးကဟောချလိုက်တော့လူရောနတ်ရောမြမာရောအကုန်လုံးဒီတရားရပြီးတော့ကျွတ်တန်းဝင်ကြတယ်အဲ့ဒါသိခိဘုရားရှင်ကိုရောမြတ်ကြီးနဲ့အဘိဓုတို့လူပြီးပြန်ဆင်းလာတော့ဟောအောက်ကလက်ဟုတ်ချီပြီးတော့တောင်ပြောနေကြတယ်အရှင်ဘုရားမပြင်းတော့ပါဘူးဗျာတပည့်တော်တို့သေမင်းတမန်တတ်နေကြပါပြီခြေနှက်ကလားအဲ့တော့ဟိုကတော့အကုန်လွတ်ရကုန်ပြီဟင်မြေကြီးစစမလုံးနဲ့တော့ဘယ်သူကငိုခိုင်းတာကဲဒါဖြင့်ငါတို့ကတဏှာจิตတွေဖြစ်တော့မယ်ဟင်အဲ့တော့တဏှာလက်အောက်ကြအကြခံကြမလားလွတ်အောင်ယုံသူကသေမင်းရဲ့တမန်ပါပဲဗျာသေမင်းကိုယ်စလေဒါကြောင့်လို့သမုဒယသာအာယုနာထောနိဒာနာထောတန်ယောဂထောပလီဘောဓာထောမရှိဘူးလားသမုဒယသာအာယုနာထောဒုက္ခဝတ္ထုဒုက္ခအမှုတွေကိုတခုမကြံတရားမစဲစုဆောင်းစီးပူးထားတယ်သားရှိသားအတွက်ငိုအောင်သမီးရှိရင်သမီးအတွက်ငိုအောင်ပစ္စည်းရှိရင်ငိုစုထားတယ်သူကအာယုနာထောနိဒာနာထောဒုက္ခဝတ္ထုဒုက္ခအမှုတို့ကိုတခုမကြံတရားမစဲအမြဲပေးအပ်ဆောင်နှင်းစေသူစီမှာအကျွေးမကြံစေရဘူးသူကခင်ဗျားတို့ငိုစရာမကြံအောင်ပေးမယ်ရှင်းသလားပူလောင်စရာမကြံအောင်သူတာဝန်အဲ့တော့သူကသေမင်းတမန်ဓာတ်ခံရှိတာဟုတ်ဗျဓာတ်ခံရှိတော့တဏှာပစ္စယငိုကျင်တာကမငိုရမနေနိုင်တာကငိုကိုငိုလိုက်အောင်ပါသိကြတယ်ကာမဘဝပစ္စယဇာတိဆိုရင်တော့သတ်ကွင်းနဲ့ရောက်ပြန်ပြီအဲ့တော့နောက်ထပ်ထငိုအောင်ဒါဖြင့်အဲ့ဒီအလုပ်ကအငိုသိမ့်တဲ့အလုပ်လားအငိုဆက်တဲ့အလုပ်လားကဲမေးလိုက်ပါမငိုချင်ကြသေးလားငိုချင်ကြရင်တော့တရားခံမိအောင်တတ်တော့ရှင်းရလားမိအောင်လုပ်တော့သဘောပါသလားကဲဒါဖြင့်သူတော်ကောင်းတို့ဦးဇင်းတို့တွေအဘိဓုယဟန္တာအရှင်မြတ်ကြီးဟောတဲ့အတိုင်းပြင်းရှိမနေကြနဲ့အချိန်ဆွဲမနေကြနဲ့အခုအကြောင်းမျိုးပြပြီးဆွဲနေကြတယ်မလားနေမကောင်းလို့အပူပူနွေးနွေးကြီးမို့လို့ဖြစ်ခါစားမို့လို့ပါဖေဟာဖြစ်ခါစားမလုပ်နဲ့သူပြီးကိုယ်လည်းရောက်လာဘယ်နဲ့လုပ်မလဲကျေနပ်သလားရှင်းရောရှင်းရလားဒါဖြင့်သေမင်းတမန်တကြဘာတကြမယ်သေမင်းတမန်ကဘာလုပ်လဲငါတို့ကိုအဖန်ဖန်ငိုခိုင်းနေတာတသံတရားလုံးတို့ဒိတ်ဆက်နေတာဒါဖြင့်တဏှအလိုမလိုက်နဲ့သူခိုင်းနိုင်မလုံးနဲ့တို့ဟာသူများခိုင်းတာလုံးမဲ့မျိုးလားခင်ဗျားတို့ပဲပြောနေပြီးတော့သခင်မျိုးဟိတ်ပြီးတော့ဘသူကျွန်ဖြစ်နေတာဂျေနသလားရှင်းရောရှင်းရလားဒါဖြင့်သတိထားပညာနဲ့ကြည်လိုနေတာလေးရှင်းလားအဲ့ဒါလေးလိုနေတာခင်ဗျားတို့ကအခုကတဏှာခိုင်းတာကြီးဖြည့်နေတယ်ဆရာခိုင်းတာမဖြစ်ဘူးရှင်းသလားဘုရားရှိဘသူခိုင်းတာဖြစ်မှာဆရာတို့ဆရာခိုင်းတာဖြစ်မယ်တို့ဆရာတန်ဖိုးမဲ့အောင်တို့မလုပ်ဘူးရှင်းတယ်နော်ငါတို့နောင်တော်ကြီးဟာအမတန်မှထူးချွန်ထက်မြက်တဲ့ပုဂ္ဂိုလ်ကြီးသူတပည့်တွေကြာမှအောက်တန်းမကြစီနဲ့သိက္ခာမကြစီနဲ့ရှင်းရလားသူ့မိသားစုကြာမှတော့အောက်တန်းမကြစီနဲ့သိက္ခာကြစီနဲ့အဲ့တော့တို့သာသနာတော်မှာအခုဒီနေ့ကြီးစွာတန်ဝေကရစီရမှာပဲเนาะအမျိုးမျိုးသောတို့ရဲ့မိခိုရာအားထားရာတရားတော်တို့ကိုဖော်ဆောင်ရာဖြစ်သောအရှင်မြတ်ကြီးသည်ငါတို့ရှေ့တွင်လက်တွေ့တရားကိုပြသွားပြီအဲ့တော့တို့လည်းအသေးမဥခင်ညာဥအောင်လုပ်ပြီးတော့အဘိဓုရှင်မြတ်ကြီးပြောသလိုပဲသေမင်းတမန်ကို
ဆင်ပြောင်ကြီးကျူအိမ်နင်းတယ်လို့ညက်ညက်ကြည်အောင်ခြေကြသို့ကျင်သလားအဲ့တော့ဒီနေရာပြောချင်တာကဆင်ပြောင်ကနင်းစရာကျူအိမ်မရှိဘဲနင်းဖြစ်ပါမလားအခုခင်ဗျားတို့ကျူအိမ်ကြီးပေါ်နေပြီဟမ်ငိုစရာတွေမပေါ်ဘူးလားလွမ်းစရာဆွေးစရာတန်းတစရာတွေမပေါ်ဘူးလားကျူအိမ်ပြအဲ့တော့ညံဆင်ပြောင်ကြီးနဲ့ညက်ညက်ကြည်အောင်နင်းပြလိုက်ကြသို့အဲ့တော့သောကပရိဒေဝပေါ်ခြင်းရပေါ်ပူဆွေးတဲ့စိတ်လည်းဖြစ်ပြီးရင်ငိုကြွေးလိုစိတ်လည်းဖြစ်ပြီးရင်တန်တမှန်းဆတဲ့စိတ်လည်းဖြစ်ပြီးရင်အဲ့တော့ဆရာတတိယတိုင်းသေမင်းတမန်တကိုသားလေးကိုတတိယတိုင်းသေမင်းတမန်တငါသားကိုငါချစ်တယ်ဆိုတဏှကြုံမဖြစ်စေနဲ့တို့ဆရာကိုတို့ချစ်တယ်ဆိုရင်တဏှကြုံမဖြစ်ကြစေနဲ့ကျင့်တတ်ကြလားအားလုံးသဘောပေါက်တယ်နော်ကဲဒါဖြင့်အားလုံးဓမ္မကိုတန်ဖိုးထားမြတ်လို့သောအဖြစ်ဆရာဂုံကိုအမွန်းတင်နိုင်အောင်သေမင်းတမန်တကြကျင့်တတ်ပြီနော်ဒါဖြင့်သတိထားဝိရိယဆိုင်ပညာနဲ့ကြည့်ဘသူကိုဘသူကြည့်မှာသူတို့ကလဲညိုတို့ပြမလေးဟိုလူငိုတော့ဒီလူငိုတော့ဟိုဟာဘာဖြစ်တယ်ဒါဘာဖြစ်တယ်ဒီလိုပြောမှလားကိုယ်ခန္ဓာကိုကြည့်မှာကိုယ်ခန္ဓာကိုကြည့်တော့ဘာစိတ်ပေါ်ဖြစ်ပြီးရင်တကယ်တော့ဒီစိတ်တွေကနှိမ့်ဆက်နေတာလားတဏှာနှိမ့်ဆက်တာလားသေမင်းတမန် तू ကလောလောဆယ်လဲငိုခိုင်းနေတယ်သေမင်းစီလဲပို့သေးတယ်ကြည်စမ်းဟမ်တန်ယောဂတော့ဒုက္ခဝတ္ထုဒုက္ခအမှုကိုအမြဲအစင်မကွဲရအောင်ရှင်တွဲဆက်ဆက်ပေးထားခင်ဗျားတို့ငိုစရာလဲရှာပေးမယ်ငိုအောင်လဲလုပ်သူ့တာဝန်ဗျဟင်သူလှုပ်လို့ငိုနေရတာဖြင့်သိခါကြပါလေဗျာကျင်သလားတန်ယောဂတော်ဆိုတာအဲ့ဒီငိုစရာနဲ့ငိုဖို့ရာကို तू ကတွဲပေးထားတာရှင်းလားဒါတော့ဘဝများစွာတန်တရားမှာ तू ဆက်ဆက်ပေးနေတာနဲ့ငါတို့မှာဒုက္ခဝတ္ထုနဲ့ဒုက္ခအမှုမကွဲရဘူးဖြင့်ရှင်းတယ်နော်နောက်လာလေဦးမယ်ပလိဘောဓာထောခင်ဗျားတို့ရှုပ်ရှက်ခတ်နေမအားရအောင်လုပ်ထားတာ तू ဟမ်အဲ့တော့ဆရာရှိတော့ကလည်းဆရာဝေယဝဆပြုနေရလို့နှလုံးမသွင်းနိုင်ဆရာမရှိပြန်တော့လည်းမရှိပြန်လို့နှလုံးမသွင်းနိုင်ဘူးဟမ်ကျင်တတ်ကလားသားလေးရှိတော့ကလည်းသားလေးပူနေရလို့ကိုတရားကိုဖြောင်းနှလုံးမသွင်းနိုင်ဘူးအခုမရှိပြန်တော့လည်းမရှိလို့ကိုအဲ့ဒါပလိဘောဓာထောထွက်ရလမ်းကြီးမက်ခရီးကိုတားစီနောက်ရှက်ကန့်ကွက်တတ်တဲ့သဘော तू ကတော့သူ့တာဝန်ခင်ဗျားတို့အညံ့ခံကြမလားပြောညံ့သူတွေလားတာကီဝင်တွေပါဗျမဟာစီမာသွေးတွေပါဘုသူ့သားတွေတဲ့ဘုရားရဲ့သားတော်အောက်ကလွတ်အောင်ရှင်းသလားကဲဒီနေ့ကစအငိုသိမ့်ကြဆရာတန်ဖိုးကိုမြင့်တင်ကြဓမ္မတန်ဖိုးကိုမြင့်တင်ကြသတိထားခန္ဓာဘဏ္ဍပါဘယ်ချိန်ကြည့်ဖြစ်ပြီးရင်ကိုဖြစ်ချင်တယ်လို့ဖြစ်သလားမဖြစ်တဲ့ခန္ဓာကိုယ်ကြီးတို့နဲ့အလိုလိုက်เสียလိုသေးလားဘယ်ခန္ဓာရဖြစ်ပြီးရင်ခန္ဓာမှရင်အိုနာသေးရလွတ်သလားမလွတ်တော့ဒီအိုနာသေးရကြောင်းလုပ်ကြမလားလွတ်အောင်အားထုတ်မလားလွတ်အောင်အားထုတ်ရင်ခန္ဓာမှရင်ဘာသစ္စာသိတဲ့ဉာဏ်ကသေတာကနောက်ခန္ဓာမလာတာကသစ္စာဘယ်နှချက်ကိုက်ဟေးကဲသို့သစ္စာ၄ချက်တစ်ပြိုင်တည်းကိုက်မှသာလျင်တန်တရားဝတ်တွင်းကလွတ်ကင်းနိုင်မှာဖြစ်တဲ့အတွက်မမေ့မလျော်မပေါ်စားသောတတိမလျှော့သောဇွဲလုံးလလက်ကင်ထားပြီးတော့တို့ဆရာသိက္ခာမကြရအောင်တို့ဆရာအဆုံးအမအတိုင်းသေမင်းတမန်တတ်ကြလို့တိုက်တွန်းရင်းနဲ့ယနေ့နောင်တော်ကြီးဖြစ်သောအရှင်ပုံညာနန္ဒာအားသေမင်းတမန်တတ်နီးတရားတော်ဖြင့်ပူဇော်ကျေးဇူးဆက်ရင်းနဲ့ဏိဂုံးချုပ်ကြစို့